ကောဇာတက္ကရာ1382ခုနှစ်ခရစ်နှစ်2011ခုနှစ်ဇန်နဝါရီလ15ရက်နေ့ညတွင်စမ်းချောင်းမြို့နယ်ရှင်စောပုရပ်ကွက်ပန္တိတလမ်းမိသားစုဆဋ္ဌမအကျိမ်းမြောက်ဓမ္မပူဇာဓမ္မသဘင်၌ဟောကြားအပ်သောနောက်ဆုံးအချိန်တရားတော်ဘာတရားတော်တဲ့လဲဒီတရားဒေသနာတော်ကိုမဟောကြားသေးမနာကြသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောအစိမ့်တရားသုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြရအောင်အလုံးသောတရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့လက်အုပ်ချီးမိုးပြီးတော့နမောတတ္တ3ချိန်ဆိုလိုက်ကြနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟတော1500ကိလေသာယံသူတို့မှဝေကွာတော်မူပါပေထသောအရဟတော1500ကိလေသာယံသူတို့ကိုလေးတန်းညံမဲ့စိန်တန်လျက်ဖြင့်ပယ်ဖြဲခုတ်တတ်တော်မူတတ်ပါပေထသောအရဟတောပဋိစ္စသမုပ္ပါဒ်ယဟတုမပြတ်လေရာတန္တရစက်ကြီးကိုကံမဲ့ခရိဉံပစိမ့်ဖြင့်ရွယ်ချိန်မိုးလျက်ချိုးပြတ်တော်မူတတ်ပါပေထသောအရဟတောစိတ်ွယ်ရာယ၌ပင်မကောင်းမှုကိုပြုတော်မူတတ်ပါပေထသောအရဟတောဗျမနလူသုံးပုံသူတို့၏ပူဇော်ထုကိုခံယူတော်မူထိုက်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တယံပူဉဏ်ဖြင့်ညီရငါတန်တရားမှန်ကိုဝေဖန်ပိုင်းခြားထင်ရှားပိုင်ပိုင်ကိုရောတိုင်းသိမြင်တော်မူတတ်ပါပေထသောတတ္တဘဂဝတောဣတရိယဓမ္မယတ္တတိရိကာမပယတ္တမိဘုံချောင်းလီနှင့်ပြည့်စုံကြောကြားထိုရှင်တော်မြတ်ဖရာအားမေဖရာအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောဖရာတပည့်တော်ဤအမကံဖရာအာယုံကိုလုံးထုံ၍ကြည်ယုံကိုရောတရားဟောတရားနာဖြစ်ကြတဲ့ဖရာတပည့်တော်တို့ဤနမောကိုနှုတ်နှလုံး3ပါးပြောင်းပြော့မှန်ကိုလျှော၍ကတော်မြတ်တို့ကိုလျိုကရှိခုံးနှိမ်ခြင်းသည်အတုနိညာမစဲမြဲမကွာမှန်စွာမသွေဖြစ်ပါစေသာမြတ်စွာဘုရားသုံးလောကထွဋ္ဌသဗ္ဗညုမြတ်စွာဘုရားကိုရှိခိုးကြည်ညိုကြပြီးတဲ့နောက်ဖက်ကုဏသုတ်တံကိုနောက်ဆုံးအချိန်လို့အမည်ပေးပြီးတော့ဟောကြားနာကြားရအောင်လူဘဝမှာအရေးကြီးဆုံးလို့သတ်မှတ်ထားတဲ့အချိန်ကာလတွေရှိကြပါတယ်တယောက်နဲ့တယောက်တော့မတူကြဘူးပေါ့မိမိတန်ဖိုးထားတဲ့အရာတွေအတွက်လောက်ကင်နေရတဲ့အချိန်တွေကိုအရေးကြီးတဲ့အချိန်လို့အသေးသေးသောလူတွေသတ်မှတ်ကြတယ်တချို့ကလုပ်ငန်းကိုတန်ဖိုးထားတော့လုပ်ငန်းလုပ်တဲ့အချိန်ဟာအရေးကြီးဆုံးတချို့ကြတော့မိသားစုကိုတန်ဖိုးထားတဲ့မိသားစုအတွက်ပေးနေရတဲ့အချိန်ဒီအရေးကြီးဆုံးတချို့ကြတော့လည်းဘာသာတရားတန်ဖိုးထားတော့ဘာသာတရားအတွက်လှုပ်ဆောင်နေတဲ့အချိန်ဒီအရေးကြီးဆုံးလို့တဦးနဲ့တဦးတန်ဖိုးထားတာချင်းမတူသလိုအရေးကြီးဆုံးသတ်မှတ်ထားတာလည်းမတူကြအောင်နော်တခုရှိတယ်အဲ့ဒီလောကကိစ္စလူတို့အမြင်ကိုဘေးဖယ်ထားပြီးတော့ဘဝတန်တရာအတွက်ကြည့်မယ်ဆိုရင်တော့နောက်ဆုံးအချိန်ဟာအရေးကြီးဆုံးပါတဲ့ဘယ်ချိန်အရေးကြီးဆုံးကဲနောက်ဆုံးချိန်ဆိုတာဘယ်ချိန်ပြောတာသေခါနီအချိန်အဲ့ဒီအချိန်ဒီဘဝအတွက်အရေးကြီးဆုံးတန်တရာအတွက်အရေးကြီးဆုံးနဲ့အဲ့ဒီနောက်ဆုံးချိန်လေးမှာဘယ်လိုပြုပြင်မလဲဘယ်လိုဖြတ်တန်းမလဲ
တမလွန်ကိုဘယ်လိုသွားကြမလဲလူတိုင်းနဲ့မဆိုင်ဘူးလားခန္ဓာကြီးကတနေ့ပြီးတနေ့သေရွာကိုသွားနေတယ်သေရွာကိုသွားတဲ့အတွက်နောက်ဆုံးမှာတော့ဒီသေခြင်းတရားဟာလူတိုင်းမလွဲမသွေကြုံရမှာဟိုးလွန်ခဲ့တဲ့ရက်20လောက်တုန်းကဘုန်းကြီးရဲ့ကပ္ပိယလည်းလုပ်ခဲ့ဘူးတယ်ပစ္စည်းလေးပါးတခါလည်းဖြစ်တဲ့တခါတယောက်အခြေအနေသိမ့်မကောင်းဘူးဆရာတော်သတိပေးဖို့ကြွပါဗျာလို့ဘုန်းကြီးကိုပင့်တော့ဘုန်းကြီးသွားကြည့်တယ်သတိလည်းပေးခဲ့ပါတယ်ပြန်လာတော့ဘုန်းကြီးစိတ်ထဲမှာတခုပါလာတယ်အခုလို့သက်ရှင်တန်နေချိန်တွင်းမှာဘာတွေဘလို့ပဲအလေးထားထားအရေးကြီးကြီးတန်ဖိုးထအနှစ်သာရအမြတ်တနိုးလုံနေနေဒေဂန်ဤချိန်ရောက်ရင်တော့အခုရှင်းစင်မှအလေးထားခဲ့တဲ့အရာမှန်သမျှဒေဂန်ဤရင်ဘာမှမဟုတ်တော့နော်အဲ့ဒီလူနာကိုဘုန်းကြီးကြည့်တယ်တစ်ချက်ပြီးတစ်ချက်မှန်မှန်လေးအသက်ရှူနိုင်ဖို့ကိုမနဲ့စူးစမ်းနေရတဲ့အတွက်အဲ့ဒီချိန်မှာသက်ရှင်စဉ်တုန်းကငါလို့တင်းခဲ့တာတွေငါဥစ္စာလို့သတ်မှတ်တဲ့အရာတွေသူ့စိတ်ထဲမှာရှိအောင်မလားအဲ့ဒီအချိန်သူ့စိတ်ထဲမှာရှိနေတာကတစ်ချက်ပြီးတစ်ချက်အသက်မှန်မှန်ရှူနိုင်ဖို့ရှူနိုင်နေရင်မသေးသေးဘူးမရှူနိုင်ရင်သေတော့မယ်အလူအရဲ့အသက်ကိုရှူနေရတော့အေးတို့အခုဘာတွေဘလို့ပဲဟဲ့ဘာအရေးကြီးတယ်ဟဲ့ဆိုပြီးတော့အရေးကြီးဆုံးသတ်မှတ်ပြီးလှုပ်ထားတာတွေတန်ဖိုးထအနှစ်သာရအနေနဲ့သတ်မှတ်ထားတာတွေဟာဒီအချိန်ရောက်ရင်တော့ဘာမှမဟုတ်တော့ဘူးအဲ့ဒီအချိန်မှာအသက်တစ်ချောင်းမှန်မှန်ရှူနိုင်ဖို့မနဲ့ကြိုးစားနေရတာဒီတော့နောက်ဆုံးချိန်အတွက်တို့အချိန်ပေးသင့်ပြီအဲ့ဒီအတိလေးတခုဘုန်းကြီးမှာပါလာခဲ့တယ်ပါလာလို့ဒီတရားလေးဟောပြတာနော်ကဲနောက်ဆုံးချိန်မှာဘယ်လိုတွေဖြစ်တတ်ကြလဲလို့အားလုံးဆိုလိုက်နော်လောဘနှင့်သေပိဋ္ဌာပြေရောက်လေများသည်သာလောဘနှင့်သေပိဋ္ဌာပြေရောက်လေများသည်သာနောက်ဆုံးအချိန်မှာလောဘနဲ့သေမဲ့ဆိုရင်ဘယ်ဘုံကိုရောက်မှာပိဋ္ဌာဘုံကိုရောက်မယ်တဲ့လောဘနဲ့သေတယ်ဆိုတာစွဲပြီးသေတာဘာလို့ပြီးသေတာသားကိုစွဲတယ်သမီးကိုစွဲတယ်ပစ္စည်းကိုစွဲတယ်စွဲစရာတွေကိုစွဲလန်းစိတ်နဲ့သေရင်လောဘနဲ့သေတယ်ယရနာရွှေငွေလယ်မြေဝတ္ထုစွစွတွင်ပြင်လွန်ချစ်ခင်သည်လင်နှင့်မယားသားနှင့်သမီးအသီးသီးကိုတပ်ပြီးငဲ့ထွေဆွဲလန်းသေးသောမသွေမှန်စွာတရရ၌ပြိတ္တာပြိတ္တိဖြစ်ပြီးမလွယ်ငရဲတရိษံအတန်တန်ဖြင့်ဖောက်ပြန်မရှိဂတိယုတ်မှာမှားကြောင်းသာဒီတဲ့ယရနာရွှေငွေတွေလေယာမြေတွေခြံတွေတိုက်တာတွေစီးစရာရင်တွေအဲ့ဒါတွေကိုစွဲသိမ့်နဲ့သေရင်စွဲတဲ့နေရာမှာပိဋ္ဌာဖြစ်တယ်တဲ့ဘယ်နေရာမှာပိဋ္ဌာဖြစ်စွဲတဲ့နေရာမှာပိဋ္ဌာဖြစ်တယ်နော်ဟိုးတော့ကဒကမကြီးတယောက်ဆုံးခံနီးသားတဲ့သမီးတွေကပြုစုတယ်ဒါပေမဲ့လို့တချို့သားသမီးတွေကပြုံးငနဲ့ဖြစ်တာဆိုတော့အဝေးကနေမလာနိုင်ဘူးသိတောင်မသိသေးဘူးဒီကမေကအဲ့ဒီသားသမီးကိုသွားသတိရပြီးတော့ဖက်ခနဲ့လည်းသေသွားရောဟိုးအဝေးကြီးမှာရှိနေတဲ့သမီးကဖြတ်ခနဲ့ဆိုသူ့အမေရဲ့အရေးကိုတွေ့လိုက်တယ်အမေနဲ့တူလိုက်တာဟဲ့ပျောက်သွားပြီဘယ်ရောက်သွားလဲစိတ်ထဲတန်တရားဖြစ်လို့အိမ်ကိုလှမ်းဖုံးဆက်မိတော့ခုလေးတင်ဆုံးသွားတယ်အခုဆုံးပြီးတော့ဟိုကိုရောက်သွားတယ်ဆိုတာဟိုကသားသမီးကိုဘာဖြစ်လို့စွဲသေးရင်ပိဋ္ဌာရှုံးတာလားမြတ်တာလားရှုံးတယ်နော်ယရနာရွှေငွေလယ်မြေဝတ္ထုစွစွတွင်ပြင်လွန်ချစ်ခင်သည်လင်နှင့်မယားသားနှင့်သမီးအသီးသီးကိုတပ်ပြီးငဲ့တွေဆွဲလန်းသေးသောမသွေမှန်စွာတရရ၌ပြိတ္တာပြိတ္တိဖြစ်ပြီးမလွယ်ငရဲတရိษံအတန်တန်ဖြင့်ဖောက်ပြန်မရှိဂတိယုံမှာမှားကြောင်းသာတည်းတဲ့ဒေဂန်ဤဆွဲသေးတော့ဂတိကောင်းလားဂတိဆိုးလားတွားရဘဝဆိုးပါပြီတဲ့နော်အဲ့တော့စွဲသေးတယ်ဆိုတာ
တော်တော်များများဖြစ်တတ်တယ်ဘုရားရှင်လက်ထက်တော်ခါတုန်းကတက္ကမကြီးတယောက်ရှိတယ်သူကသေကံနီးတော့သူ့ခန္ဓာသူ့ကျမ်းမာရေးကိုစစ်ဆေးကြည့်တယ်ငါပြန်မကောင်းနိုင်တော့ဘူးပြန်မကောင်းနိုင်တော့ဘာလုပ်သင့်လဲဆိုတော့အကျွေးတောင်းသင့်တယ်တဲ့ပြန်မကောင်းနိုင်ရင်ဘာလုပ်သင့်လဲဒီပြိတ္တကိုအဲ့ဒါကိုလက်ခံလားဒါပေမဲ့လက်မခံရင်အရှုံးခံလိုက်မှာပေါ့လေဘယ်လိုနေလဲဟိုကအကျွေးတောင်းသင့်တယ်ငါသေသွားလို့ရှိရင်ဘယ်သူမှပြန်ပေးမှာမဟုတ်တော့ဘူးအဲ့တော့မသေးခင်တောင်းမှဖြစ်မယ်သားကိုခေါ်တဲ့ချစ်သားအမေသေးရင်ဒီလူတွေကျွေးပြန်ပေးမှာမဟုတ်ဘူးအဲ့တော့ဘသူရှိမှဘလောက်ဘသူရှိမှဘလောက်ဟောဒီမှာစီရင်အမေချမ်းမကြီးမကောင်းတာကိုမပြောနဲ့မင်းသွားပြီးတောင်းသားကလည်းအမေစကားနားထောင်တဲ့စီရင်လေးယူပြီးကျွေးသွားတောင်းသားကသွားတောင်းနေတော့မှဒီကအမေကသေသွားတယ်သားကိုမဆွဲဘူးလဲဆွဲလားကျွဲတောင်းသွားတဲ့သားကိုဆွဲပြီးတော့သေတော့အဲ့ဒီသားပြန်မဲ့လမ်းကတောအုပ်မှာခွေးပိတ်တာသွားဖြစ်တယ်တဲ့ဘာပိတ်တာခွေးပိတ်တာသွားဖြစ်တယ်သားကကျွေးတောင်းမပြန်သေးဘူးသူကတောအုပ်ထဲမှာခွေးပိတ်တာမှကြီးဖြစ်နေရောခွေးပိတ်တာမှကြီးဖြစ်နေတော့ဒီတောအုပ်ထဲရှောက်သွားနေရင်အဲ့ဒီတောအုပ်ထဲမှာကခိုးသားဓမြတွေရှိတယ်သူ့သားကကျွေးတောင်းသွားတာကိုခိုးသားဓမြတွေကသိတယ်ဒီကောင်ပြန်လာလို့ရှိရင်ပါလာမှာပါလာရင်တို့လူမယ်တတ်မယ်အားလုံးတိုင်ပင်နေတာကိုအဲ့ခွေးပိတ်တိုင်မကြီးကသိတော့ငါသားတော့ဒုက္ခရောက်တော့မှာပဲသားပြန်လာမဲ့လမ်းတောအုပ်အဆက်ကနေသွားဆောင်နေတယ်ဝင်လာမဲ့လမ်းကနှစ်ခွရှိနေတယ်တလန်းကအဲ့ဒီခိုးသားဓမြတွေပဲဒါသူ့သားသွားမဲ့လမ်းတလန်းကတော့ကိုယ့်ရှောင်သွားရမယ်လွတ်နိုင်တယ်အဲ့တော့သူ့သားကပတ်စံတုံးလေးပိုင်းပြီးပြန်လာတော့ခိုးသားဓမြတွေရှိနေတဲ့စောင့်နေတဲ့လမ်းကသူ့သွားရမယ်လမ်းအဲ့တော့ဒီလမ်းကိုသွားမယ်လဲလို့ရောခွေးပိတ်တာမကြီးကအဲ့ဒီလမ်းကနေကန့်လန့်ကြီးပိတ်ထားလိုက်အောင်ရှေ့မတိုးရဲအောင်သားကိုဟန့်တားလိုက်တာသားဖြစ်သူကအမေငါဆွဲသေးလို့ခွေးပိတ်တာဖြစ်တယ်လို့သိလားမသိဘူးနော်မသိတော့ဒီခွေးမကြီးကလည်းရှုပ်လိုက်တာဆိုခဲနဲ့ပေါက်ထုတ်တာခွေးမကြီးရင်ထဲမှာတော့လူလေမင်းသွားမယ်ရှေ့ခရီးမှာခိုးသားဓမြတွေစောင့်နေတယ်အဲ့ဒီခိုးသားဓမြတွေကမင်းစီကပိုက်ဆံလုပြီးမင်းကိုတတ်ပြစ်မှာမင်းဒီလန်းကမသွားနဲ့ခွေးမကြီးရင်ထဲမှာပြောကျင်နေတာနော်ပြောလို့ရလားပြောမရတော့သွားမရအောင်လမ်းကိုကန့်လန့်ဖြတ်ပိတ်တာတော့သားဖြစ်သူကအမေမှန်းမသိလို့ခဲနဲ့ပေါက်ထုတ်တော့အော်ပြေးရတယ်ဘယ်နှခါနာလဲကဲတခါပါလေသားဆွဲသေးလို့ခွေးပိတ်တာဖြစ်လို့လည်းတခါနာတယ်သားကမသိလို့ခဲနဲ့ပေါက်တော့လေတခါနာတယ်မရှုံးဘူးနဲ့ရှုံးတာရှုံးတယ်ဒီတော့ဆွဲလန်းစိတ်နဲ့သေရင်ဆွဲတဲ့နေရာမှာပိတ်တာဖြစ်တယ်အဲ့တော့သေခါနီးရင်ဆွဲစိတ်နဲ့သေရမှာလားအဆွဲကင်းကင်းသေရမှာလားသေခါနီးရင်တန်ရောစင်တွေဖြတ်တောက်ပါတဲ့တန်ရောစင်မီးတွေမှုေးရမှာလားဖြတ်တောက်ရမှာလားတချို့ကလည်းအဲ့ဒါကိုမဖြတ်နိုင်တော့နော်သားမရောက်သေးဘူးလားသမီးမရောက်သေးဘူးလားမသေးခင်တမေးတဲ့မေးလို့နောက်ဆုံးမျက်လုံးမဖွင့်နိုင်တာတော့မှသားတွေသမီးတွေကအမေဟောဒီမှာအမေသားကြီးရောက်ပြီအမေသားကြီးရောက်ပြီဆိုပြီးတော့သားလက်ကိုအမေရင်ပတ်ပေါ်တင်းအမေလက်နဲ့ကပ်ပေးလိုက်တော့မှဟင်းဆိုအသက်ထွက်သွားတယ်ကောင်းသလားမကောင်းဘူးဒီသားကိုစွဲနေတာနော်သေရင်ဘာဖြစ်မှာပိဋ္ဌာဖြစ်မှာဒါဆိုရင်အဲ့ဒီသားသမီးပစ္စည်းဥစ္စာအရာအလုံးသည်သေခါနိကာလမှာမိမိအတွက်စွဲရမှာလားဖြတ်ရမှာလားဖြတ်ရမှာဟိုးတော့ကရန်ကုန်မြို့မှာဒကမကြီးတယောက်ရှိတယ်ပစ္စည်းဥစ္စာလည်းပြည့်စုံတယ်ချမ်းသာတယ်သူလည်းသေသွားရောအမေဇာပနအမေသေသွားတာနဲ့မိကန်တစ်တာတော့ခတ်ပြီးတော့သားကြီးဆုံးကတော့တိန်ထားတယ်အမေဇာပနပြီးတော့9 ရက်လေပြီးမှအမွေခွဲကြမယ်ညီကောင်မနမအကုန်လုံးတိုင်မင်းတော့သဘောတူတယ်အဲ့ဒီမင်းကန်တစ်တာကြီးကိုမြင်တဲ့နေရာမှာထုတ်ထားပြီးတော့ဒီလိုပဲ9 ရက်လေတဲ့အထိစောင့်9 ရက်လေပြီးရောအမွေခွဲကြစို့ဆိုပြီးတော့မိကန်တစ်တာဖွင့်လိုက်တော့မိကန်တစ်တာထဲမှာရွှေချောင်းတွေလက်ဝတ်ရတနာတွေရှိတာကိုအဲ့ဒီလက်ဝတ်ရတနာတွေကိုမျှော်ကြီးတစ်ကောင်ကပတ်ထားတယ်တဲ့မိကန်တစ်တာထဲမှာ
အပြင်ကမျှော့တကောင်ဝင်ဖို့လွယ်မလားဒီလောက်လုံခြုံတဲ့နေရာမှာဝင်ဖို့မလွယ်ဘူးဒါပေမဲ့ဒီမျှော်ကြီးတွေ့တော့သားတွေသမီးတွေကအံ့ဩနေတယ်ဟဲ့ဒီတဲ့မျှော့ဘယ်လိုလုပ်ဝင်လဲသူတို့လည်းမစင်စားတတ်ဘူးအဲ့တော့အမွေခွဲတော့မှရွှေတွေကိုခွဲတော့မှမျှော်ကြီးကပတ်ထားတယ်ဆိုတော့မထိုးဘူးဆိုပြီးတော့အဲ့ဒီမျှော်ကိုဒုတ်နဲ့ကလော်ပြီးမိဖို့တဲ့သွားပြစ်ချမိလောင်ပြီးတော့သေးသွားအောင်အလုံးခွဲဝေပြီးအေးစစ်စစ်ကြမ်းမှကိုးကွယ်တဲ့ဆရာတော်မေးကြည့်တယ်ဆရာတော်ဆန်းလိုက်တာဗျာတပည့်တော်အမေသေးပြီးလို့အမွေခွဲမဲ့လို့တော့မိကန်တစ်တာထဲမှာရွှေတွေကိုမျှော်ကြီးတစ်ကောင်ပတ်ထားတယ်ဗျာအဲ့ဒါတပည့်တော်တို့လည်းခွဲရဝေရမှာဆိုတော့ဒီမျှော်ကြီးကလည်းပတ်ထားတော့ဒုံနဲ့ကလော်ပြီးမိဖို့တဲ့သွားထည့်လိုက်တယ်အဲ့တော့ဆရာတော်ကြီးကပြောတယ်အဲ့ဒါမင်းတို့အမေဖြစ်နိုင်တယ်တဲ့မဖြစ်နိုင်ဘူးလားဖြစ်နိုင်လားဒီထဲမှာအပြင်ကမျှော့တကောင်ဝင်ဖို့မလွယ်ဘူးဥပပပฏิတန်ဒီလို့ခေါ်တယ်နော်ဒီကသေးမိကတစ်ထားတဲ့မှာဘွားကနေတတ္တဝါတကောင်ဖြစ်အဲ့ဒီလိုဖြစ်လို့နေလို့ရတာနော်အဲ့တော့စွဲတော့မခံရဘူးလားကြံတဲ့သားတဲ့သမီးတွေကမသိဘူးမသိအမေမမသိတော့အဲ့ဒါမီးနဲ့ရှို့မီးလောင်ရင်းနဲ့မခံတာမရတာသေးတော့ဒေါသနဲ့သေးငရဲပြေစွဲသေးလို့ပိဋ္ဌာပြေကိုရောက်ပိဋ္ဌာပြေကနေမီးရှို့ခံတော့မခံတာတဲ့ဒေါသနဲ့သေးလို့ငရဲပြေရောက်ကဲနောက်ဆုံးချိန်ကအရေးမကြီးဘူးလားသေကန်ဒီနောက်ဆုံးချိန်ကလူတိုင်းအတွက်တနည်းပြောရင်တတ္တဝါတိုင်းအတွက်အရေးကြီးတယ်နော်တော်တော်လေးအရေးကြီးတယ်ဟိုတုန်းကအသက်80အဖိုးကြီးဖွားကြီး2ယောက်ရှိတယ်အဖိုးကြီးကလည်းပဲအသက်80ဖွားကြီးကလည်းအသက်80လင်မယား2ယောက်လည်းတော်တော်ချစ်တယ်မြီးမလေး1ယောက်နဲ့အတူနေတာဒီနေ့တော့အဖွားဆုံးသွားအောင်အဖွားဆုံးတော့အဖိုးသွားပြောတယ်အဖိုးအဖွားဆုံးသွားပြီဆိုရင်ဆိုအဖိုးကြီးပါဆုံးသွားဒါမှမဟုတ်2ယောက်လုံးကမြီးမလေးကိုချစ်တော့မကြွကြဘူးအတုပမှမသိဘူးရက်လက်ဆွမ်းသွတ်မဲ့နေ့အပေါ်ထပစ္စည်းတက်ယူဆိုတော့မြီးမလေးကတက်ယူတော့ကြောင်အလန်းနဲ့ပြန်ဆင်းပြေးလာတဲ့အပေါ်မှာအဖိုးနဲ့ဖွားနဲ့ဆက်လက်တောက်နေတယ်တဲ့ကဲဒီမြီးမလေးစွဲသေးတော့ဒီမြီးမလေးရှိတဲ့အိမ်မှာဘာဖြစ်နေတာပိတ်တာဖြစ်တာတရက်သက်စိတ်ဆိုတော့ပိတ်တာပဲနော်ကဲပိတ်တာဖြစ်နေတော့မြီးမလေးကနေရဲလားမနေရဲဘူးမနေရဲတော့သမီးမနေရဲတော့ဘူးတဲ့ဒီအိမ်မှာကြောက်တယ်တဲ့ကြောက်တယ်ဆိုတော့ဒီလိုဆိုလို့ရှိရင်လေဘုန်းကြီးပင့်လို့ရှိရင်ကမဝါယူခဲ့ပါဗျာလို့ရှောက်တဲ့ဘုန်းကြီးတွေကလည်းလူတွေကရှောက်ရင်တော့ယူခဲ့ရမှာပဲဒီရောက်တော့ကမဝါဖတ်နေလို့ရသေးလားဒါမြင်ရင်ဘသူခံရတာစွဲတဲ့လူခံရတာနော်စွဲတဲ့လူပဲခံရတာစဉ်းစားကြည့်ပေါ့လောကသဘာဝအရာကြည့်ရင်ဒီမြီးလေးကိုချစ်လို့ဒီမြီးလေးကိုစွဲလို့ဒီမြီးလေးကိုစိတ်မချလို့သေပြီးတော့အသေးမဖြောင်းလို့ဒီအိမ်မှာဖြစ်နေတာနော်ငါအဖိုးနဲ့ငါအဖွားငါကိုချစ်ရှာနုံးလို့ငါကိုစိတ်မချလို့ဒီလိုဖြစ်တာနေပါစေဆိုဘသူထားလဲမထားဘူးနော်အဲ့တော့အကုန်လုံးကဘာလုပ်ကြတာမနေရဲလို့ဆိုပြီးတော့မောင်းထုတ်ကြတာပဲနော်သူများမောင်းထုတ်မှဆိုတော့ရိုးသွားရတာလားပြေးရတာလားကဲတရားဓမ္မတွေသူများမောင်းထုတ်မှသွားတာရဲ့ကိုယ့်ဟာကိုယ်သွားတာရဲ့ဘယ်ဟာကောင်းစဉ်းစားပြီးပြောနော်ကိုယ့်ဟာကိုယ်သွားတာကောင်းတယ်ဆိုရင်တော့မသေးခင်သွားမှကောင်းတာနော်ကဲဘယ်သွားမလဲမသေးခင်ရိတ်တာတို့တရားစခန်းတို့နော်အဲ့ဒါတွေသွားရင်မကောင်းလားအဲ့ဒီမသေးခင်တည်းကအိမ်ကိုခွာထားရမယ်တဲ့စွဲနေရမလားခွာထားမလားခွာထားမှာမသေးခင်တည်းကသေရင်လည်းအပြီးဆုံးရမှာကဲ15ရက်တော့ဘာဖြစ်ဖြစ်10ရက်တော့ဘာဖြစ်ဖြစ်9ရက်တော့ဘာဖြစ်ဖြစ်ပြစ်ထားလိုက်မယ်ငါသွားတရားအထုတ်အောင်မယ်မလုပ်သင့်ဘူးလားလုပ်သင့်တယ်သေလဲအပြီးထားခဲ့ရမှာပဲနော်အပြီးထားခဲ့ရမှာအဲ့ဒါကိုကစိတ်မချနိုင်ဖြစ်ပြီးတော့မသွားနိုင်လို့ရှိရင်ဒီအိမ်စိတ်မချစွဲစိတ်နဲ့သေရင်ဘယ်သူခံရမှာကိုခံရမှာတဲ့နော်ဒါကြောင့်မလို့တရားဓမ္မတွေသေကံဒီမှာစွဲလန်းစိတ်နဲ့မသေးအောင်ကြိုးစားပါတဲ့နော်အဲ့ဒါဆိုရင်သားတဲ့သမီးတွေကလည်းတတိထားတော့တချို့သားသမီးတွေကမျက်ရည်မခိုင်စိတ်မခိုင်ဘူးမိဘသေကံနီးလို့နည်းနည်းလေးရုပ်ပြက်ပြီဆိုလို့ရှိရင်ကနေဆိုငိုချဟိုကအသက်မထွက်သေးဘူးဒီကငိုတော့ငိုတန်နေကြမ်းရင်သေမဲ့လူစိတ်ကောင်းမလားစိတ်မကောင်းတော့ငါငိုတော့မယ်ဆိုပြီးတော့ငါသေတော့မယ်ဆိုပြီးတော့ငါသားတွေသမီးတွေငိုနေပြီစိတ်မကောင်းရင်အဲ့ဒီစိတ်မကောင်းတဲ့စိတ်နဲ့သေရင်အလုံးဆိုလိုက်နော်ဒေါသနှင့်သေ
ငရဲပြေရောက်လေမြာတိတာဒေါသနှင့်သေးငရဲပြေရောက်လေမြာတိတာဒေါသနဲ့သေးတော့ပဲရောက်စိတ်မကောင်းဘူးဆိုတာပါလေဒေါသမဆိုးဘူးလားဆိုးလားပိဋ္ဌာကမှလူနာနီးလို့အမျှဝေရင်တာထုခေါ်ဝင်ရှိသေးတယ်နော်ငရဲကဘာသံမှမကြတော့အမြဲဆင်းရဲဒုက္ခနဲ့နေရောတဲ့ဒါကြောင့်ဒေါသနဲ့မသေးဘူးလေကြိုးစားနော်ဒေါသက2မျိုးရှိတယ်တက်ကြွတဲ့ဒေါသနဲ့ဆုံနှစ်တဲ့ဒေါသတက်ကြွတဲ့ဒေါသဆိုတာတတ်မဲ့ဖြတ်မဲ့ငါဟဲ့လူဟဲ့အဲ့ဒါပါလေတက်ကြွတဲ့ဒေါသကြောက်တယ်မခံနိုင်ဘူးလှုပ်ကြပါအောင်ကဲကြပါအောင်အဲ့ဒါကဆုံနှစ်တဲ့ဒေါသနော်အဲ့ဒေါသ2မျိုးမှာတချို့ကသေကံနီးဟိုတုန်းကကိုယ့်ဘောအနိုင်ကျင့်ထားတဲ့လူတွေမတရားလှုပ်သွားတဲ့လူတွေပြန်တရိရပြီးတော့ဒင်းတို့ကွာဒီဘဝမချေနိုင်ရင်နောင်ဘဝပြန်ဆက်မယ်မကျေနပ်တဲ့ဒေါသရံညို့အာဃာတတွေနဲ့သေသွားရင်ဘယ်ရောက်မှာငရဲပြေနော်တချို့ကြတော့လည်းအဲ့ဓာတွေကိုသတိမရတော့ဘူးလောလောဆယ်ကိုခံနေရတဲ့ယောဂကပြင်းထန်လွန်းတော့အဲ့ဓာကြီးကိုကြိတ်မိတ်ခံရင်းနဲ့မခံနိုင်လွန်းလို့ဟဲ့ဆရာခေါ်ပေးကြပါအောင်ငါတော့မခံနိုင်တော့ဘူးဒီတိုင်းကြည့်မနေကြနဲ့ငါဘယ်လိုလုပ်ရမလဲငါကဲကြပါအောင်ဆိုပြီးတော့လူကလှိမ့်ကတွန့်ကလိန်ကနဲ့မခံတာမယက်တာဒေါသနဲ့သေတယ်ပဲသွားမှာငရဲပြည်သွားမယ်ကဲဒါဆိုရင်သေကံဒီမှာအဲ့ဒီမခံတာတဲ့ဒေါသနဲ့မသေးအောင်အရေးမကြီးဘူးလားအရေးကြီးတယ်ဒေါသနဲ့မသေးအောင်ဘာလုပ်ရမလဲတရားကြိုးစားရှုနော်ဘာလုပ်ရမလဲတရားကိုကြိုးစားရှုပါတဲ့တရားရှုတဲ့အခါမှာဆိုပါတော့တရားထိုင်နေဆိုများသောအားဖြင့်ထိုင်တဲ့ဣရိယာပုတ်သုံးကြတာကိုနော်တကယ်တမ်းကျတော့တရားကဣရိယာပုတ်၄ပါးလုံးလောက်ရမှာတဲ့လျောင်းထိုင်ရပ်သွားလျောင်းရင်လည်းရှုနေပါထိုင်နေတုံးနဲ့ရှုနေပါရပ်နေတုံးနဲ့ရှုနေပါသွားနေတုံးနဲ့အချိန်တိုင်းတရားဖြစ်နေရမယ်နော်အဲ့ဒီလိုရှုရမှာဒီလိုလဲရှုကြတဲ့ဒါပေမဲ့အများနဲ့အားထုတ်ရင်များသောအားဖြင့်အလုံးစုရင်ထိုင်ရနော်ကဲထိုင်ပြီဆိုတော့ထိုင်ခါစားတော့တက်တောင်တက်တာအထိုင်ကြာရင်ဒီခန္ဓာကိုယ်မှာဖောက်ပြန်ပြောင်းလဲနှိပ်စက်တဲ့သဘောတွေပြင်းပြင်းထန်ထန်မတွေ့ဘူးလားတွေ့တယ်နော်အဲ့ဒီဖောက်ပြန်ပြောင်းလဲနှိပ်စက်တဲ့သဘောတွေတွေ့လို့ရှိရင်ဟဲမခံနိုင်ဘူးဆိုရင်ပြီးတော့ချက်ချင်းမပြောင်းနဲ့ဘာဖြစ်လို့လဲခန္တီတရားလိုအပ်တယ်နော်ခန္တီတရားလိုအပ်တယ်အဲ့တော့သီးခံတဲ့တော့သီးခံရှုမယ်ဆိုတဲ့စိတ်နဲ့သီးခံရှုရတယ်အဲ့လိုသီးခံရင်နဲ့တော်တော်လေးဆိုးလာပြီဆိုတာတော့ချက်ချင်းမပြောင်းနဲ့နှလုံးသွင်းလိုက်နင်အခုဖြစ်နေတဲ့အခြေအနေဟာသေခါနီးအခြေအနေမဟုတ်ဘူးသေကောင်ပေါင်းလည်းဖြစ်နေတာမဟုတ်ဘူးဒီလောက်တောင်နင်သီးမခံနိုင်ဘူးဆိုရင်သေခါနီးကအသက်ကိုနှုတ်ယူမဲ့ယောဂါတွေနှိပ်စက်မှာဒီထက်ပိုပြင်းမှာဒါလေးတောင်နင်သီးမခံနိုင်ရင်သေခါနီးယောဂါနင်ဘယ်လိုလုပ်သီးခံမလဲသေခါနီးယောဂါကိုနင်သီးမခံနိုင်ရင်ဒေါသနဲ့သေငရဲပြေလူပြည်ကမိထက်အစာပေါင်းသိမ့်တန်းကလေးမကပြင်းထန်တဲ့ငရဲမိအလောင်ခံရမှာအဲ့ဒီဒုက္ခကြီးကြီးငရဲမိကိုကြောက်ရင်အခုတွေ့ကြုံရတဲ့ဒုက္ခသေးသေးဆင်းရဲလေးကိုနင်သီးခံပြီးရှုအဲ့ဒီလိုကိုဆုံးမပြီးတော့ရနိုင်တဲ့လောက်သီးခံရှုပါတဲ့နော်သေခံနီးကြတော့အာရင်တွေကုန်ခန်းသွားလို့ငါ့ကိုဟိုဘက်စောင်းပေးအောင်လို့မပြောနိုင်တဲ့အချိန်တွေမရှိဘူးလားကိုရှိမှသေသွားတဲ့လူတွေကိုလည်းတွေ့နေတာပဲနော်သေခံနီးမှစကားလုံးဝမပြောနိုင်ဘူးငါဘယ်လိုဖြစ်နေတဲ့ဟဲ့လှုပ်ပေးအောင်ဟဲ့ပြောနိုင်လားမပြောနိုင်ရင်ထားတဲ့အတိုင်းနေရမှာနော်အဲ့ဒီအချိန်မလှုပ်နိုင်ရင်ဆိုပါတော့တနေ့ကုန်ပက်လက်ဆိုလဲပက်လက်နေရမှာတနေ့ကုန်စောင်းရက်ဆိုလဲစောင်းရက်နေရမှာညောင်းတယ်ကြိုက်တယ်လှုပ်ပေးအောင်ဟဲ့ပါဇက်ကလည်းမပြောနိုင်တော့အဲ့ဒီအချိန်မျိုးတွေကြရင်အခုဒီမှာတနာရီနှစ်နာရီထိုင်တာလောက်မှဖြစ်နေတာလောက်တော့သီးမခံဘူးဆိုရင်သီးမခံနိုင်ဘူးဆိုရင်အဲ့ဒီအချိန်တနေ့ကုန်မလှုပ်ဘဲနဲ့နေရမယ့်အခါဒီအခါဖြစ်တဲ့ဟာတွေသီးခံနိုင်မအောင်မလားမခံနိုင်တော့ဘူးနော်အဲ့မခံနိုင်တာဘာလို့ခေါ်လဲဒေါသပါဇက်ကလည်းမပြောနိုင်ဖြစ်နေတာလည်းမခံနိုင်လူကလည်းမလှုပ်နိုင်ကြိတ်မနိုင်ခဲမရအထက်ကဒေါသတွေနဲ့သေရင်ပဲလေငရဲပြေမစင်ရဘူးလားဒါကြောင့်ဘယ်အချိန်အရေးကြီးဆုံးသေခါနီးချိန်အရေးကြီးဆုံးတဲ့နော်
တခါတခါမှဒီခပ်ပေါ့ပေါ့လေးမတွေးနဲ့နော်တကယ်အဲ့ဒီအချိန်ရောက်လာလို့ရှိရင်တကယ်သိကြပါလိမ့်မယ်တဲ့နော်ဘုန်းကြီးကခုနပြောတဲ့တခါကြီးကိုသွားပြီးတတိပေးတာအဲ့ဒီနေ့ကလည်းတိုက်တိုက်ဆိုင်ဆိုင်ဘုန်းကြီးတငယ်ချင်းဘုန်းကြီးရဲ့တက္ကမကြီးကဆုံးသွားတယ်မဆုံးခင်လေးဘုန်းကြီးဖုံးဆက်တယ်သူကဆရာတော်ကိုတွေ့ကျင်ပါတယ်တငယ်ချင်းဘုန်းကြီးရဲ့အမေအဲ့ဒါဘုန်းကြီးဖုံးဆက်လိုက်တော့ဘယ်လိုနေလဲဆိုတော့ချင်းနေမကောင်းဘူးကဲဒါဆိုရင်လည်းတပည့်တော်လာခဲ့လိုက်မယ်တက္ကမကြီးကလည်းတွေ့ကျင်နေတယ်ဆိုတော့မတေခင်လေးတွေ့တရားလေးတတိပေးမယ်လေဆိုပြီးတော့ဘုန်းကြီးကသွားတာဒါမှမဟုတ်အဲ့တက္ကမကြီးရှိမရောက်ခင်မှာပဲရောက်ဖို့နိုင်ဝက်လောက်အလိုမှာပဲဆုံးသွားတယ်ဆုံးသွားတော့ကိုတဝင်းတငယ်ချင်းဝတ္တရားကဲတက်ပြောက်ဆုံးသွတ်ပေးခဲ့မယ်တက်ပြောက်ဆုံးသွတ်ပြီးတော့စောစောကတခါကြီးကဟိုးအေယာဝတီတိုင်းကမွန်ပြည်နယ်ကနေအေယာဝတီတိုင်းကိုကူးသွားတယ်အဲ့ဒီနေ့မနေ့မှရန်ကုန်ကနေဘုန်းကြီးတိမ်ဆက်ကိုဆင်းတိမ်ဆက်ကနေတောင်စုံကိုသွားတောင်စုံကအဲ့ဒီတက်ပြောက်ဆုံးသွတ်ပြီးတော့ညနေ4 နာရီဘုန်းကြီးထွက်သွားတယ်ည12 နာရီခွဲလောက်မှအေယာဝတီကိုရောက်အဲ့တော့ဟိုကလူနာကလည်းမျက်လုံးကလဲနေပြီဆိုတော့တတိပေးပါအောင်ဗျာဆိုတော့ဘုန်းကြီးထိုင်တတိပေးတယ်တခါကြီးကတော်တော်တတိကောင်းတယ်လူကတမဟန်တာတော်တော်လေးတတိကောင်းတယ်ဒါဘုန်းကြီးတတိပေးတဲ့စကားတန်ကိုသိချနားဆိုင်ထောင်ပြီးထားခြင်းနေတယ်မထနိုင်ဘူးဘေးကလူတွေတွဲထုပေးဘုန်းကြီးကြည့်တဲ့မျက်လုံးကတခြားရောက်နေတငယ်အိမ်လဲနေပြီခြေနေကောင်းသေးလားမကောင်းတော့အဲ့ဒီချိန်မှာဘုန်းကြီးတရားတတိပေးလူကလည်းပဲလက်ခံတယ်နားထောင်တယ်အရင်တော့ကစကားတွေပြန်ပြောတယ်လို့တော့မပြောနိုင်တော့မတုံ့ပြန်နိုင်တော့ဘူးเนาะအဲ့ဒါသူ့ခြေနေကြည့်ပြီးတော့ဘုန်းကြီးကနှစ်ချက်တီးလောက်အထိတဏှာကြီးဝဲလောက်ကြာပါတယ်တရားစကားလေးပြောတတိပေးနှစ်ချက်တီးလောက်ကြာတော့ဘုန်းကြီးအိတ်အောင်မယ်ဆိုပြီးတော့အိတ်4 နာရီကျတော့တခါဘုန်းကြီးလာလို့တဲ့ဆရာတော်တဲ့လူနာခံနေရတာတပိတော့မကြည့်ရဘူးဗျာတဲ့အဲ့တော့အိတ်ဆေးလေးထိုးချင်ပါတယ်ဆရာတော်တတိပေးပါအောင်မအိတ်ခင်အဲ့ဒါတတိပေးတရားလေးဟောပေးပြီးတော့အိတ်ဆေးထိုးလိုက်တာမနေ့10 နာရီခွဲမှပြန်နိုးတယ်10 နာရီခွဲပြန်လို့တော့ဘုန်းကြီးကဆွန်းစားပြီးတော့17 နာရီတို့ဘုန်းကြီးတတိပေးအဲ့ဒီချိန်မှာသူ့ကိုကြည့်လိုက်တာညကြရင်သူဆုံးတော့မှမနေ့17 နာရီလောက်မှဘုန်းကြီးကြည့်လိုက်တော့အသက်ကိုမနေ့ရှူနေရတယ်တတိတော့တော်တော်ကောင်းတယ်ဘလောက်ပဲခန္ဓာအတွက်အသက်ရှူနေရနေရဘုန်းကြီးပြောတဲ့စကားတန်တော့အကုန်နားထောင်တယ်အကုန်ကြားတယ်အကုန်လက်ခံတယ်တတိကောင်းတော့လဲခန္ဓာကလိုက်နိုင်သေးလားမလိုက်နိုင်တော့ဘူးအဲ့ဒီချိန်ဘုန်းကြီးသူ့ကိုကြည့်လိုက်တာဩဒီချိန်မှာဟိုတုန်းကဘာတွေဘယ်လိုဆိုတဲ့ဟာတွေဘာမှမရှိတော့ဟုတ်လဲမဟုတ်တော့ဟိုတုန်းကအဟုတ်ထင်ခဲ့တာတွေဘာမှကိုမဟုတ်တော့တာနော်အသက်တစ်ချောင်းမသိအောင်မဲမနဲ့လူရှူနေရတာကိုအနိုင်ယုံလို့ငါဟဆိုတဲ့ဟာတွေအဲ့ဒီချိန်ရှိသေးလားမရှိဘူးတဲ့ဒါကဘုန်းကြီးကအဲ့ဒီသေကောင်ပေါင်းတဲ့အချိန်မြင်တာကိုဘုန်းကြီးเจ้าမှာအခုအသက်83နှစ်ဟိုတုန်းကဓမ္မဒုဒ္ဒဆရာတော်ကြီးနဲ့တဲ့ကကပ္ပိယလိုက်တဲ့ကပ္ပိယကြီးတယောက်ရှိတယ်ဘုန်းကြီးနဲ့လည်းဆက်ပြီးတော့ကပ္ပိယလိုင်းနဲ့အခုဘုန်းကြီးကကျောင်းမှာတရားအထုတ်ဖို့ခေါ်ထားလိုက်တာအဲသူကဘုန်းကြီးကိုတခါပြောဘူးတယ်မျက်နှုတ်နေရင်းနဲ့မတ်တက်ရက်လိုက်တော့ခါကိုမနဲ့ဆန့်ပြီးတော့ဘုန်းကြီးရေဟိုတုန်းကငါဘာမှတ်လဲဆိုတာဒီတခုမှမရှိတော့ဘူးခင်ဗျာတဲ့ငါဘာမှတ်လဲလို့တန်တုံးမြန်တုံးကမပြောခဲ့ဘူးလားမတန်တဲ့အချိန်ကျတော့အဲ့ဒါတွေပြောနိုင်သေးလားကဲငါဘာမှတ်လဲဆိုဘယ်လိုပြန်ဖြေမလဲဖြေချမ်းတယောက်ကပြောမယ်ငါဘာမှတ်လဲဆိုဘယ်လိုဖြေမလဲကဲဖြေကြည့်လားအတုပမှတ်တယ်လို့ပြောရုံပဲရှိမယ်နော်နောက်ဆုံးတော့ဒီလမ်းမသွားဘူးလားသွားလားအဲ့တခါကြီးကပြောတယ်ဘုန်းကြီးတဲ့အခုချိန်ကျမှငါဘာမှတ်လဲမပြောနိုင်တော့ပါဘူးတဲ့ဒီအချိန်ပြောရင်လဲဘေးလူကပြန်ပြောလိုက်မှအတုပမှတ်တယ်လို့ပဲပြန်ပြောပါလိမ့်မယ်တဲ့နော်တကယ်အချိန်တွေရောက်လာလို့ရှိရင်တရားဓမ္မတွေတကယ်အရေးမကြီးဘူးလားတကယ်ရေးကြီးတယ်ဘုန်းကြီးအဲ့တခါကြီးကြည့်ပြီးတော့အော်ဟိုတုန်းကအဟုတ်ထင်တဲ့အကောင့်တတ်မှတ်ထားတာဒီအချိန်သူ့စိတ်ထဲဘာမှမရှိနိုင်တော့ဘူးသူ့အသက်လေးသူ့မနဲ့လွတ်ရှူပြီးတော့ဒီခန္ဓာသက်သာအောင်သူဘယ်လိုနှလုံးသွင်းနေသလဲအဲ့တော့တို့ဒီအချိန်မှာအဟုတ်ထင်ထားတဲ့အရာတွေကိုဘေးဖယ်ပြီးတော့နောက်ဆုံးချိန်အတွက်တို့ပြင်သင့်တယ်အသိလေးနော်ဒီတခါကြီးလည်းတော်တော်ကံကောင်းပါတယ်ဘုန်းကြီး17 နာရီထိုးတော့ပြန်လာတယ်သူ့တတိပေးပြီးတော့ညရန်ကုန်မှာတရားဟောမှာကိုညတရားဟောပြီးတော့10 နာရီခွဲတော့17 နာရီထိုးတော့ဘုန်းကြီးရှိဖုံးဝင်လာတယ်ဆရာတော်တဲ့10 နာရီခွဲမှာဆုံးသွားပါတယ်တခုတော့ကံကောင်းတယ်ဗျာတဲ့အရှင်ဘုရားကိုလည်းတအားကြည်ညိုတော့ဒီကနေ့မှာဘုန်းကြီးတရားတွေကိုတခွေပြီးတခွေဖွင့်နောက်ဆုံးတော့ပရိတ်ခွေဖွင့်တော့မှပရိတ်လဲဆုံးဘုန်းကြီးရေစက်ချအဲ့ဒါဘေးလူတယောက်ကသတိပေးတယ်ဆရာတော်ရေစက်ချနေတယ်နော်အာယုံပြုတ်ဆိုတော့သူကဘုန်းကြီးပြန်ရောက်လာတယ်ထင်ပုံရတယ်
အဲ့ဒါရေစက်ချလေးလိုက်ဆိုအမျှဝေသာဓု၃ချိန်ခေါ်ပြီးတတ္တိယသာဓုနဲ့အသက်ဖြတ်တာနဲ့တပြိုင်နဲ့ပါပဲဗျာတဲ့တတ္တိယသာဓုရဲ့အသက်ဖြတ်တာရဲ့တပြိုင်နဲ့အသေးလေးမကောင်းသွားဘူးလားကောင်းသွားတယ်တော်သေးတာပေါ့ဘုန်းကြီးလည်းအေးသွားရကြိုနတ်တယ်သေကန်ဒီမှာဘုန်းကြီးအာယုံလေးသူ့စိတ်ထဲစွဲနေတဲ့အတွက်ဘုန်းကြီးရွတ်တဲ့ပရိတ်နဲ့ရေစက်ချလေးနဲ့နောက်ဆုံးအဆုံးသတ်သွားတော့အော်လူတယောက်ရဲ့ဘဝတစ်ခုအတွက်ငါတတ်နိုင်တဲ့လောက်ကူညီပေးလိုက်ရတယ်စိတ်ထဲမှာလည်းနည်းနည်းကျေနပ်သွားတယ်နော်နောက်ဆုံးအချိန်အရေးမကြီးဘူးလားအဲ့တော့ဘုန်းကြီးအဲ့ဒီလူနာကိုသွားတတိပေးတော့ကြံတဲ့ဒကမာကြီးတွေကပြောတယ်အရှင်ဘုရားနဲ့တပည့်တော်တို့မှာအရှင်ဘုရားနောက်မှသေမှဖြစ်မယ်တဲ့ဘုန်းကြီးကိုအသက်ရှည်စေခြင်းလားသူတို့သေကန်ဤတတိပေးစေခြင်းလားဘုန်းကြီးကသူတို့ပြောတဲ့စကားဆုံးလိုက်တာနဲ့ကိုအားကိုးတာအကောင်းဆုံးဘုန်းကြီးခန္ဓာလဲဘုန်းကြီးအစိုးမရပါဘူးလို့ပြောလိုက်တယ်နော်မသေးကြဘူးလားသေကြလားကိုအားကိုးတာအကောင်းဆုံးနော်ဘုန်းကြီးရှိလို့ဘုန်းကြီးတတိပေးနိုင်ရင်တော်တာပေါ့ဘုန်းကြီးကမရှိတော့ဘူးရှိမယ်ပြောလို့ရလားဒါမြင်ဘုန်းကြီးနောက်မှသေတပည့်တော်တို့အရင်သေးတာအကောင်းဆုံးနဲ့သူ့ဘက်ကိုယ့်ဘက်တွက်ကျေးဆိုရင်ဘုန်းကြီးကတခုတော့တွက်ပြပါတယ်ဒကမာကြီးတို့နောက်သေးတာကောင်းတယ်လို့ဘာဖြစ်လို့လဲဒကမာကြီးတို့နောက်မှသေဘုန်းကြီးအရင်သေဘုန်းကြီးကိုဒကမာကြီးတို့ပြုစုမှာပေါ့လို့ဒကမာကြီးတို့သေပြီးမှဘုန်းကြီးသေဘယ်သူကပြုစုအောင်မလဲလို့အဲ့တော့ဒကမာကြီးတို့ကလည်းကိုတတိပေးဖို့တွက်တယ်လို့ဘုန်းကြီးကလည်းဘုန်းကြီးသေကန်ဒီပြုစုဖို့တော့နည်းနည်းတွက်တယ်နော်လို့ကဲအဲ့တော့ဘသူအရင်သေးတာကောင်းလားမဖြေတော့ဘူးသူတို့ဘုန်းကြီးရင်သေးတာကောင်းတယ်ဆိုရင်လည်းမဟုတ်ပြန်ဘူးနော်ဟိုလူတွေရင်သေးတာကောင်းတယ်ဆိုလည်းမဟုတ်ပြန်ဘူးသေကန်နီးရင်အခုလိုများရီနိုင်ရင်မကောင်းလားကောင်းလားရီမောမောလေးနဲ့လက်ပြနှုတ်ဆက်သွားနိုင်ရင်အကောင်းဆုံးနဲ့နော်ကဲသေကန်နီးမှာမခံတာတဲ့ဒေါသနဲ့သေရင်ငရဲပြေတဲ့နော်အဲ့တော့ခံတာအောင်အခုပြောတဲ့ကြိုတင်ပြီးတော့တရားဓမ္မတွေအာထုတ်ထားတရားအထုတ်ထားရင်လည်းတွေးကြုံလာတဲ့ဆင်းရဲဒုက္ခတွေကိုသေခံဤဆင်းရဲနဲ့ရှင်ပြီးတော့ဘာလို့ရမလဲသိခံဒီအချိန်ဆင်းရဲကိုနင်သိမခံနိုင်ရင်သေခံဤဆင်းရဲကိုသိမခံနိုင်ဘူးသေခံဤကိုသိမခံနိုင်ရင်ဒေါသနဲ့သေငရဲပြေအဲ့ဒါကြောင့်အခုကြုံတွေ့နေရတဲ့ဆင်းရဲတွေကိုနင်သိခံအဲ့ဒီလိုကိုဆုံးမပြီးသိခံရှုရင်တဖြည်းဖြည်းနဲ့မရဘူးလားရတယ်နော်ဟိုတော့ကမင်းကွန်တိပိဋကဆရာတော်ကြီးရှိတော့ကလေရှေးဆရာတော်ကြီးတွေဘလောက်အတူယူဖို့ကောင်းတယ်နှလုံးသွင်းတာလေဘုန်းကြီးကတော်တော်သဘောကျတယ်ရှမ်းပြည်မှာဆရာတော်ကြီးပင့်သွားတယ်ဆရာတော်ကြီးကြွသွားတယ်ဟိုရောက်တော့ညသိပ်အေးတဲ့အချိန်မှာဆရာတော်ကြီးကိုစောင့်ပေးခဲ့ဖို့မေ့သွားတယ်တဲ့စဉ်းစားကြည့်ပါဦးအညာဒေတာအပူတော်မှာနေတဲ့ဆရာတော်ကြီးကရှမ်းပြည်အေးတော်တဲ့ရောက်သွားတယ်စောင့်မပါပဲနေရတယ်ဆိုတညလုံးမအေးဘူးလားအေးလားကောင်းသည်ဆိုသည်တခွန်းမှမပြောဘူးနော်မနဲ့ကြတော့မှတခါတည်းအခန်းထဲဝင်ကြည့်တော့ဟောဗျာဆရာတော်တို့စောင့်မပေးမိဘူးတဲ့အာနာလိုက်တာဗျာသိခံမှာခွင့်လွတ်ပါဆိုတော့ဆရာတော်ကြီးကပြောတဲ့အေးကွယ်တဲ့လောကန္တရိတ်ငရဲဟာဒီထက်တောင်အေးသေးတယ်တဲ့အသေးမကောင်းလို့လောကန္တရိတ်ငရဲကြရင်ဒီထက်ဆိုးတဲ့အေးချမ်းမှုအေးတာဘလောက်တောင်အေးလဲဆိုအသားတွေပစ်ထွက်လာအောင်ကိုအေးတာတဲ့အဲ့ဒီထက်တော့တော်ပါသေးတယ်ကွာတဲ့အာနာစရာမလိုပါဘူးတဲ့ကဲကြည်စမ်းအခုတွေ့နေရတဲ့ဒုက္ခတဲ့ဆိုးတဲ့ဒုက္ခတစ်ခုကိုနှလုံးသွင်းလိုက်ရင်လက်တွေ့ကြုံနေရတဲ့ဒုက္ခကိုသိခံလို့မရဘူးလားရလားအေးဒါကြောင့်ဘုန်းကြီးကတရားထိုင်နေဆုံးကြုံလာတဲ့ဒုက္ခတွေကိုသိမခံကျင်တော့ဘူးဆိုရင်သေကံဤဒုက္ခကိုအာယုံပြုပါသိခံလို့မရဘူးလားရလားရတယ်နော်ကဲဒါသေကံဤမှာသိခံဖို့ဘယ်လိုမှသိမခံနိုင်လောက်အောင်ပြင်းထန်တာနဲ့ကြုံရင်ဘယ်နဲ့လုပ်မလဲရှင်သေဝလိရဲ့မဲတော့ဘာလို့လဲပြီးပြီအဖြေကရှင်းနေတာပါနော်သုပ္ပဝါဒတဲ့ဘာလို့လဲသုပ္ပဝါဒရှင်သေဝလိကိုမိဘွားတာဘယ်နှရက်အောင်မလေးအဲ့လောက်တာမိဘွားသေရောဗောဗျာနော်ကိုဝန်ဆောင်တာက9နှစ်နဲ့9လမိဘွားတာက9ရက်9နှစ်9လ9ရက်တာဘွားရင်ဘယ်နဲ့လို့အသက်ရှင်အောင်မနော်ကဲ9နှစ်နဲ့9လကိုဝန်ဆောင်ပြီးတော့9ရက်မိဘွားတော့အာဝေနိကဒုက္ခခံရတယ်တဲ့ဘာဒုက္ခအာဝေနိကဒုက္ခတော်တော်လေးပြင်းပြင်းထန်ထန်ခံရတော့အဲ့ဒါတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသောတပန်အမျိုးသမီးနော်မခံနိုင်ဘူးတဲ့ဓာတ်ရိုက်ရှုနေပါဆိုလဲမရှုနိုင်ဘူးတဲ့မရှုနိုင်တော့ဘယ်နဲ့လောက်ရလဲဖယားကုံတရားကုံတန်ခါကုံပွားနေရတယ်တဲ့ငါတို့ကိုးကွယ်နေတဲ့တို့ဆရာမြတ်စွာဘုရားသည်အခုငါခံစားနေရတဲ့ဆင်းရဲဒုက္ခမျိုးကိုပယ်ဖို့ရာတရားဓမ္မဟောကြားတော်မူပါပေ၏
အဲ့ဒီလိုတရားဓမ္မဟောကြားပေးတဲ့တို့မြတ်စွာဘုရားသည်သစ္စာလေးပါးတရားသိမြင်သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ်ဖြစ်တော်မူပါပေစွာဘာလို့တာဘုရားကုံပွားတာနော်ဘုရားကုံပွားနေရတာငါတို့ကိုးကွယ်နေတဲ့တန်ဃာတော်ရှင်မြတ်တေသည်ငါအခုခံစားနေရတဲ့ဆင်းရဲဒုက္ခတွေကိုပယ်ဖြောက်ဖို့ကြိုးစားပြီးတော့အာထုတ်ကျင့်ကြံတော်မူကြပါပေ၏အဲ့ဒီလိုကောင်းစွာကျင့်ကြံနေတဲ့တန်ဃာတော်ရှင်မြတ်တေမှာကောင်းစွာကျင့်တဲ့ဂုဏ်နဲ့ပြည့်စုံတော်မူပါပေစွာဘာလို့တာလဲတန်ဃာဂုဏ်ကိုပွားတာနိဗ္ဗာန်မှာငါအခုခံစားနေရတဲ့ဒုက္ခမျိုးတွေမရှိပါနိဗ္ဗာန်မှာငါအခုခံစားနေရတဲ့ဒုက္ခမျိုးတွေမရှိတဲ့အတွက်နိဗ္ဗာန်ဟာအင်မတန်အေးချမ်းပါပေစွာလို့ဘာကိုပွားတာတရားဂုဏ်ကိုပွားတယ်ခန္ဓာမှာဖြစ်နေတဲ့ဆင်းရဲဒုက္ခတွေကိုမရှုနိုင်တော့လို့ဘာလုပ်လိုက်တာအာယုံပြောင်းတာရှင်းရှင်းပြောရင်ဒါပဲနော်အာယုံပြောင်းလိုက်တာဒါကြောင့်တခါကျတော့သေခန္ဒီကာလမှာယောဂကအပြင်းထန်နှိမ့်ဆက်လာလို့ရှိရင်အတင်းကြီးမရှုခိုင်းရဘူးနော်မရှုနိုင်တော့အောင်အခမ်းရခက်တဲ့အခါတွေမရှိဘူးလားရှိလားအခုသုံးပဝါဒဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသောတာပန်နော်သူလိုကိုလိုပုထုဇဉ်မဟုတ်ဘူးအဲ့ဒီသောတာပန်တော်မှာမရှုနိုင်လို့အာယုံပြောင်းရတယ်ခန္ဓာရဲ့ဒုက္ခကိုမရှုနိုင်တော့တဲ့အတွက်ဖယားကုံကိုပွားဖယားကိုအာယုံပြုတရားကုံကိုပွားတရားကိုအာယုံပြုတန်ခါကုံကိုပွားတန်ခါအာယုံပြုခန္ဓာမှာအာယုံထားသေးလားမထားတော့ဘူးအဲ့ဒါသက်တာလို့လားပြင်းထန်လို့လားဒီတော့တရားဓမ္မတွေလည်းယောဂသိပ်ပြင်းထန်လာလို့ဓာတ်ရိုက်မရှုနိုင်ရင်ဘာလုပ်ကြမလဲအာယုံပြောင်းပါဘာလုပ်မလဲဖယားကုံပွားတရားကုံပွားတန်ခါကုံပွားသို့မဟုတ်ရင်ကိုလှုပ်ခက်တန်းခက်တဲ့ဒါနကိုယ့်ရဲ့စာခဂုံလို့ခေါ်တဲ့ဒါနအကြောင်းလေးတွေပြန်ပြောင်းနှလုံးသွင်းအဲ့လိုအာယုံပြောင်းရင်ခံတာတယ်တဲ့အာယုံပြောင်းရင်ဘာဖြစ်လဲဒါသေကံနည်းရင်နှလုံးသွင်းတတ်ဖို့ဘုန်းကြီးတခါတည်းပြောပြတာနော်လူတိုင်းတစ်နေ့မလုပ်ရမှာသေရမှာသေရမှာဖြစ်တဲ့အတွက်သေကံနည်းကိုယ့်အတွက်ပြင်ဆင်တတ်ဖို့ဟာသူများကိုအားကိုးတာရဲ့ကိုအားကိုးတာရဲ့ဘယ်ဟာကောင်းကိုအားကိုးတာကအကောင်းဆုံးဘုန်းကြီးဒီတရားကိုဟောတော့လေဒကမကြီးတယောက်ကပြောတယ်ဒီတရားခွေလေးတော့သားသမီးတွေပေးထားအောင်ပါတဲ့ဘာဖြစ်လို့လဲအသေးကနေ့တပည့်တော်အဲ့လိုလုပ်ပေးဖို့လေတဲ့သားသမီးတွေအနာရှိရင်တော်တယ်အနာမရှိရင်ဘာလို့မှာကိုအာကိုပါတဲ့နော်အဲ့တော့လူနာရဲ့အခြေအနေကိုကြည့်ပြီးတော့ပြုစုတဲ့သားသမီးတွေကလည်းမိဘသို့မဟုတ်ရင်လူနာကိုသက်သာအောင်လုပ်ပေးလို့မရဘူးလားရတယ်သားတဲ့သမီးတွေကမိဘတွေနာမကျန်းဖြစ်ပြီးသေကံပေါင်းလည်းဖြစ်ပြီးဆိုရင်အနာမှာစိုးရိမ်မကင်းတဲ့မကောင်းတဲ့မျက်ရည်စတွေနဲ့ကြည့်ရမလားမကြည့်ရဘူးလားလူနာမျက်လုံးတစ်ချက်ဖွင့်ကြည့်လို့ကိုယ့်မျက်လုံးကမျက်ရည်စကိုတွေ့သွားရင်လူနာစိတ်ကောင်းမလားစိတ်မကောင်းဘူးနော်အဲ့တော့သတိထားရတယ်နောက်လူနာနာမှာငိုတာတို့စိတ်မကောင်းစရာတွေသွားပြီးပြောတာတို့လောက်ရမလားမလောက်ရဘူးတဲ့ဒါတွေကိုဘသူတွေကစောင့်ရှောက်အောင်ပါလူနာစောင့်နေရစောင့်ရှောက်အောင်ပါနော်သားသမီးတွေကစောင့်ရှောက်ရင်သားသမီးတွေကအဲ့ဒါတွေစောင့်ရှောက်တယ်ဘုန်းကြီးပြီးတော့အဲ့ဒီအကြောင်းလေးပြောပြမယ်ဒီသေတာက3မျိုးရှိတယ်မောဟနဲ့သေတာရှိသေးတယ်အဲ့ဒါလေးအရင်ပြောမယ်နော်ဆိုလိုက်မောဟနဲ့သေတရိစ္ဆန်ပြေရောက်လေများသည်သာမောဟနဲ့သေတရိစ္ဆန်ပြေရောက်လေများသည်သာမောဟနဲ့သိရင်ဘယ်ကိုရောက်တရိစ္ဆာန်ဘုံကိုရောက်တယ်တဲ့တရိစ္ဆာန်ဘုံကိုရောက်တယ်ဆိုတော့တက်တာလားမောဟနဲ့သိတယ်ဆိုတော့သေကံဤမှာတတိလက်မေ့မျောမိန်မောတွေးဝေးတဲ့အဲ့ဒါပါလေမောဟနဲ့သိတယ်ဆိုတော့ခေါ်မရပြောမရတတိပေးလို့လည်းမကြတော့ဘူးတတိလည်းလစ်သွားပြီအဲ့ဒါကိုမောဟနဲ့သိတယ်လို့ခေါ်တယ်အဲ့ဒီမောဟနဲ့သိရင်ဟိုဘက်ဘွားကပါလေတရိစ္ဆာန်ဆိုတော့တက်တာလားလူတွေကအိမ်မှာခွေးလေးတွေအလှမွေးထားတော့တရိစ္ဆာန်ဆိုတော့တော်သေးတာပေါ့လို့ထင်တတ်တယ်ဒါပေမဲ့လို့အဲ့ဒီတရိစ္ဆာန်ဖြစ်သွားရင်ကုသိုလ်ဖြစ်ခွင့်ရှိသေးလားမရှိတော့ဘူးတရိစ္ဆာန်ဆိုတာနိုင်ရစားနော်မယုံရင်လမ်းဘေးမှာထမင်းတပကံချကြွေးကြည့်ပါလားတကောင်စားနေလို့ကြံတဲ့အကောင်ကိုလာတငင်ချင်းစားပါအောင်လို့အဲ့ဒီခွေးခေါ်လာစားမှဆိုလို့အစွဲကြီးဖြစ်ပြမနာလို့ဝန်တုံမှုတွေနဲ့ဘဝတစ်လျှောက်လုံးကုသိုလ်ဖြစ်ခွင့်မရှိပဲအကုသိုလ်နဲ့ကြည်နေရတဲ့အတွက်အဲ့ဒီတတ္တဝါတွေမှာအထက်ကိုပြန်တက်ခွင့်လူပုံပြန်ရောက်ခွင့်ရှိအောင်မလား
ဒါကြောင့်အပယ်၄ပုံဆိုတာတစ်ချိန်ကြပြီးရင်ပြန်တက်ဖို့ခက်တယ်တဲ့နော်အဲ့တော့အပယ်မကြအောင်အခုဘာသာတရားနဲ့တွေ့ကြုံတဲ့ဒီဘဝမှာကိုစောင့်ရှောက်ရင်မရဘူးလားပြင်ဆင်ခြင်းရောမရှိဘူးလားမပြင်ခြင်းမှနေရောနော်ပြင်ဆင်ခြင်းရှိတယ်အခုတရားတွေလည်းနားရတယ်တို့ဘယ်လိုလုပ်ရမလဲအတိကရှိပြီကိုလှုပ်ဖို့ပဲလိုတယ်နော်တေဂန်ဒီမှာအဲ့ဒါတတိလစ်မိမျောမိမောတွေ့ဝေမောဟနဲ့သေးတဲ့မောဟနဲ့သေးရင်တိရစ္ဆာန်ဘုံနဲ့အဲ့တော့ဘေးနာကဒါကဘုန်းကြီးကသေဘုံတင်ကြီးကိုပြောတာဘေးနာကလူနာဆောင်တွေနဲ့ပတ်သက်လို့နည်းနည်းပြောဦးမယ်ဟိုးတော့ကဆရာတော်ကြီးတပည့်ဘုန်းကြီးပြောပြတယ်သူတို့ငယ်ငယ်တုန်းကတဲ့တခါကြီးတယောက်ကမိမျောနေတယ်မိမျောနေတဲ့မှာ3ရက်လောက်ရှိပြီမလှုပ်ဘူးဆိုတော့အလုံးကထင်လိုက်တယ်ပြန်မရတော့ဘူးတဲ့ပြန်မရတော့ဘူးဆိုတော့ဒီမှာလူနာဆောင်တဲ့လူနဲ့လူနာသတင်းမေးတဲ့လူနဲ့တော်တော်အရေးကြီးတယ်နော်လူနာဆောင်တဲ့လူကလူနာရဲ့သတင်းမေးတဲ့သူရဲ့ဘယ်သူဦးစားပေးရမှာသူတို့နဲ့မျက်နှာပြက်သွားမကောင်းဘူးလို့ဒီလိုမတွက်နဲ့နော်အဲ့ဒီအချိန်မှာဘယ်သူကအရေးကြီးလူနာကအရေးကြီးတယ်နော်လူနာဆောင်တဲ့လူတွေလည်းနားမလဲတော့ခပ်ပေါ့ပေါ့ပဲဒီလိုပဲနေတော့လာတဲ့လူတွေကလည်းကဲလောကီအစုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောဤလောကီလူသားတွေကအကောင်းနေလားအစုပ်တွေလားကဲဒီတရားနာပရိသတ်တရားအကောင်းနေလားအစုပ်တွေလားမဲသူတို့ချက်တော့အကောင်းနေနော်လောကီအစုပ်လူတို့နှုတ်ကမဟုတ်လဲပြောဟုတ်လဲပြောဤပြောခြင်းဟာစွတ်ပြောနေတာဟိုလူနာနဲ့တင့်တော်မတင့်တော့မချိန်ဘူးဘာပြောလဲဆိုတော့ဟဲ့ကောင်တွေဟာတဲ့တိတ်လုံမနေပါနဲ့အချင်းနေကြီးပါလားမလာနိုင်တော့ပါဘူးမင်းတို့ကဲဘုန်းကြီးဘယ်နှပါပင့်မလဲခေါင်းပြင်တာရှားပါကွာတဲ့အဲ့ဒီချိန်မှာလူနာကပြန်တတိယလာတယ်ဒါပေမဲ့3ရက်လုံးမျောပြီးတော့အစာမရှိဘာမရှိကြာပြီဆိုတော့မလှုပ်နိုင်တော့ဘူးဒါပေမဲ့ဒီကပြောတဲ့အတန်တွေတော့ကြားနေတယ်ကြားတော့စိတ်မကောင်းဘူးဗောဟိုကပြောနေတာဘုန်းကြီးဘယ်နှပါပင့်မှလဲဘာကျွေးမှလဲအာတုပမှာဒီကမြင်မသေးသေးဘူးဟိုကပြောလို့တယောက်တစ်မျိုးအမျိုးမျိုးပြောတော့ကြားတော့ဒီလူနာမအောင်နိုင်တော့ဘူးရှေ့စုမဲ့စုအားလေးကိုစူးပြီးတော့လေနည်းနည်းနှုတ်ခမ်းလေးတွေလှုပ်လာပြီးတော့ပြောချလိုက်တာမင်းတို့ကွာတဲ့ငါတော့မသေးသေးဘူးအဲ့ဒါတွေမပြောပါနဲ့တဲ့အဲ့ဒါလည်းပြောပြီးရောဇက်ကြိုးကြသွားတော့တဲ့ရှိတဲ့အားလေးကကုံပြီဆိုတော့သေရောနော်ကဲလူနာမေးတဲ့လူတွေလာကြည့်တဲ့လူတွေကနှုတ်ဆောင်ဖို့အရေးကြီးတယ်နော်ကိုပြောချင်တာပြောဖို့နဲ့လူနာအတွက်တတိထားဖို့လူနာအတွက်တတိထားဖို့ကအရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်မပြောတတ်တဲ့လူတွေရောက်လာခဲ့တော့တချို့ကဟိုးတုန်းကစိတ်မကောင်းစရာအကြောင်းတွေအဲ့ဒါတွေလူနာနာထိုင်ပြောတော့လူနာစိတ်ချမ်းသာမလားစိတ်မကောင်းဖြစ်မှာစိတ်မကောင်းဖြစ်မှာဒါကြောင့်ဘုန်းကြီးပြောပြမယ်ဘုန်းကြီးမေတော်ကြီးဆုံးကန်ဒီတုန်းကဘုန်းကြီးသွားစောင့်ရှောက်တယ်ဆရာဝန်မေးတယ်တခါကြီးဒီလိုဖြစ်နေရင်ဘယ်လိုလဲဆိုတော့နောက်3ရက်ထက်မပိုဘူးဗျာတဲ့ဆရာဝန်ကတိတိကျကျပြောတယ်သူပြောတဲ့အတိုင်းလဲ3ရက်ထက်မပိုပါဘူးအဲ့တော့ဘုန်းကြီးတရားစခန်းတရားဟောတာတွေရပ်ထားပြီးတော့မေတော်ကြီးပြန်စောင့်ရှောက်အောင်မယ်ဆိုဘုန်းကြီးမှညီတစ်ပါးရှိတယ်ညီကိုနှစ်ပါးဘယ်ဘက်တစ်ယောက်ညာဘက်တစ်ယောက်ထိုင်ပြီးတော့3ရက်လုံးသတိပေးတာငါအိတ်ချင်ရင်မင်းသတိပေးမင်းအိတ်ချင်ရင်ငါသတိပေးမယ်ဒကမကြီးနာမှာတရားတန်ပဲရှိပါစေတို့စောင့်ရှောက်တဲ့ဒီချိန်မှာအဲ့တော့တောရွာဒေသထုံးစံအတိုင်းဝက်တို့ကြက်တို့မွေးထားတဲ့အကောင်ပလောင်တွေလည်းရှိတယ်ကိုယ်အိမ်ကမမွေးပင်နဲ့ချီရင်ကောင်းရင်အိမ်တွေကမွေးထားတော့တတ္တဝါတွေကဘယ်သိတတ်မှာလဲဟိုကလာလိုက်ဒီကလာလိုက်ကတော်နဲ့တကြဂူနဲ့អော်လိုက်ဘုန်းကြီးစဉ်းစားကြည့်တယ်မတော်လို့အဲ့သေကန်ဤလူနာဆိုတာစွဲမိစွဲရနော်စွဲမိစွဲရဆိုတော့ဒီဝက်អော်တန်ကြက်អော်တန်ကြအဲ့ဒါစွဲတဲ့အချိန်မှာဘခနဲ့များသေသွားရင်တရိစ္ဆာန်မဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ဘုန်းကြီးကဆွေမျိုးတွေကိုပြောလိုက်တယ်အဲ့ဒီအကောင်တွေဒီချံဝင်းနဲ့မလာစေနဲ့ဘုန်းကြီးလည်းရောက်ရောလူတွေလည်းအနေကျကုန်အောင်ဒီကြားထဲမှာတချို့ကလည်းဒုံဆိုတက်လာတဲ့ရင်အိုးကြိုမယ်ဒုံတက်လာတဲ့ဟင်းချက်မယ်ကဲမစားရင်လည်းနေပါစေဒီအိမ်ပေါ်မှာရင်အိုးမကြိုရဟင်းမချက်ရအဲ့ဒါလူတွေကအောက်မှာမျက်နှာတွေပြက်ကုန်ပြီကြီးကျယ်လိုက်တာတဲ့ဘုန်းကြီးကိုရှေ့တော့လည်းမပြောရဲဘူးပေါ့ကွယ်ရမှာပြောတယ်ကြီးကျယ်တယ်ဘုန်းကြီးကလည်းထင်းတယ်သူတို့မျက်နှာအကက်ခတ်တာနဲ့ငါလောက်တာတွေမကြိုက်ဘူးဒါပေမဲ့အဲ့ဒီချိန်မှာသူတို့ကိုငဲ့ရမှာလားလူနာကိုငဲ့ရမှာလားဒါလေးသတိထားနော်လူနာကိုငဲ့ရမှာဘသူဘာပြောဘုန်းကြီးနှလုံးမသွင်းဘူးတရားလေးအမြဲသတိပေးနေတဲ့ညီကိုနှစ်ပါးစွန်စားချိန်မှာစားတယ်ပြီးတော့သတိပေးတယ်အချင်းနဲ့ကက်ကက်ကြည့်တဲ့ဒကမာကြီးကလည်းအားနဲ့လို့မတုံ့ပြန်နိုင်ပေမဲ့လို့
ဘုန်းကြီးတတိပေးလိုက်တာနဲ့သူသိပါတယ်ဆိုတဲ့လက္ခဏာကတော့အမြဲတမ်းပြအဲ့လိုပြတယ်ဆိုတော့ကိုယ်တတိပေးရတဲ့လူလည်းအားရှိတယ်ကဲတတိပေးမယ်ဘေးကစောင့်ရှောက်အပေါ်တရင်မေးခြင်းတဲ့လူတွေလည်းလူနာမျက်နှာလာကြည့်ခြင်းနဲ့မတက်ခက်တဲ့တခါတည်းပြောလိုက်တယ်ဘာဖြစ်လို့လဲလာကြည့်ပြီးတော့အိုးဆိုပြီးတော့စုတ်တတ်တတ်နဲ့ဟိုလူကကြားနေတယ်နားကနော်အဲ့တော့စုတ်တတ်တတ်နဲ့မတက်တာတခုပြောလိုက်လို့စိတ်မကောင်းဖြစ်သွားရင်သေကံဒီမှာအားနေနေတဲ့ချိန်မှာအဲ့မကောင်းတဲ့စိတ်ကလေးစွဲသွားရင်တက်မလွန်အတွက်ကောင်းလားအဲ့တော့လူလက်တယောက်မှအိမ်ပေါ်မတက်ရလာလဲမျက်နှာမကြည့်ရအနာလဲမကတ်ရဘုန်းကြီးအကောင်အမိတ်တို့တိရစ္ဆာန်ကအစအနာမလာစေနဲ့သူ့ဘေးနားမှာတရားတန်တစ်မျိုးပဲဘုန်းကြီးတတိပေးဆောင်ရှောက်အားလုံးကလည်းကိုယ်ရံမှာပြောလိုက်တဲ့အတင်းကတော့မပြောနဲ့သူတို့တရွာလုံးဒီပုံစံဒီလိုပဲနေကြဘုန်းကြီးရောက်ခံမှအနာမသွားရတာတွေရောစကားကြဲကြဲမပြောရတာတွေရောအတန်မထွက်ရဆိုတာတွေရောစုံနေတော့အမျိုးမျိုးပြောတာပေါ့နောက်ဆုံးကန်ဒီ9မိနစ်လောက်အလိုမှာဘုန်းကြီးကအနတ္တတရားလေးဟောပေးလိုက်စောစောကအနတ္တဟောရင်လည်းစိတ်ထက်ကြမှာဆိုလို့မပြောဘူးဝိပဿနာရှုဖို့တော့သတိပေးတယ်ဆုံးကန်ဒီ9မိနစ်လောက်ကြာမှတက္ကမကြီးဘုန်းကြီးပြောတဲ့အတန်ကိုမတုံ့ပြန်နိုင်လို့စိတ်မကောင်းမဖြစ်နဲ့ဘုန်းကြီးပြောတဲ့အတန်တက္ကမကြီးကြားပြီးလိုက်လုံနေဖို့ပဲအရေးကြီးတယ်ကိုရတဲ့ခန္ဓာကြီးကအနတ္တခန္ဓာကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးသူဖြစ်ချင်တယ်လို့ဖြစ်နေမှာကိုကတုံ့ပြန်ပြောဆိုခြင်းနဲ့မပြောနိုင်ဘူးဆိုတော့အော်ငါဥစဉ်ကိုပြန်ပြောခြင်းနဲ့မပြောနိုင်ဘူးဆိုစိတ်မကောင်းမဖြစ်နဲ့အနတ္တခန္ဓာတဲ့ဘာခန္ဓာတဲ့ကိုဖြစ်ချင်တယ်လို့မဖြစ်ရဘူးသူဖြစ်ချင်တယ်လို့ဖြစ်မှာအဲ့တော့ဘယ်လိုပဲဖြစ်ပါစေဖြစ်တဲ့အတိုင်းလေးပဲသူ့တဘာဝမြင်အောင်ကြည့်နေပါအဲ့ဒီအနတ္တတရားလေးတတိပေးပြီးမကြခင်မှာပဲမေတော်ကြီးလဲဆုံးသွားပါတယ်အတုပချတော့မယ်ဇာပနအတုပချတဲ့နေ့ကြမှာဘုန်းကြီးကဟောဒီနောက်ဆုံးအချိန်အကြောင်းလေးကိုတရားဟောပေးတယ်။ဘာကြောင့်ဘုန်းကြီးဒီလိုစောင့်ရှောက်လဲသေကံဒီမှာဘလောက်အရေးကြီးလဲတကယ်လို့ဘေးကအတန်ပလန်တွေထွက်လာလို့တစ်ချက်ကလေးများစိတ်မကောင်းဖြစ်သွားရင်အဲ့ဒီလူနာအတွက်မနစ်နာဘူးလားနစ်နာလားနစ်နာတယ်ကိုယ့်အတွက်ကဘာမှမဖြစ်ပေမဲ့သူ့အတွက်ကတော့နောက်ဘဝတဘဝလုံးသွားရောတဲ့နော်မသွားဘူးလားသွားလားသွားတယ်ဒီတစ်ချက်ကလေးမကောင်းလိုက်တာနဲ့တမလွန်သွားပြီတမလွန်အဲ့ဒီတစ်ချက်သွားလိုက်တာတည်းတဘဝလုံးဒုက္ခရောက်တာဘယ်လောက်ဒုက္ခရောက်တာတဘဝလုံးအဲ့တဘဝကလည်းမကောင်းတဲ့ဘဝဖြစ်တဲ့အတွက်ကုသိုလ်ဖြစ်ခွင့်မရှိလို့အကုသိုလ်တွေထပ်ဖြစ်မယ်ဆိုရင်နောက်ဘဝတွေလည်းဆက်တိုက်သွားရောနော်ဒါကြောင့်မိတ်ကောင်းဆွေကောင်းဆိုတာဘုန်းကြီးကသုံးသပ်ကြည့်ပါတယ်ဘယ်အချိန်ဘယ်လိုကိုယ့်အပေါ်မကောင်းရင်နေပါစေသေကံကြီးလေးတစ်ချက်ကောင်းပေးနိုင်ရင်ဘာလို့ခေါ်လဲမိတ်ကောင်းဆွေကောင်းမခေါ်နိုင်ဘူးလားခေါ်နိုင်တဲ့သေကံကြီးတစ်ချက်ကောင်းရင်နောက်တစ်ဘဝလုံးအတွက်ကောင်းပေးတာ ਨੇ အတူတူပါပဲတဲ့နော်ကဲဒီတော့သေကံကြီးဖြစ်တတ်ပုံလေးဘုန်းကြီးပြောမယ်လိုက်ဆိုနော်အာယုံသုံးပြထင်ရှားစွာသေကံနီးမှာမြင်တတ်သည်အာယုံသုံးပြထင်ရှားစွာသေကံနီးမှာမြင်တတ်သည်ကဲသေကံနီးမှာအာယုံဘယ်နှမျိုးမြင်တတ်တာသုံးမျိုးမြင်တတ်တဲ့တစ်ကံအာယုံနှစ်ကမ္မနိမိတ်အာယုံသုံးဂတိနိမိတ်အာယုံဘယ်နှမျိုးမြင်တတ်တာကံအာယုံဆိုတာကကုသိုလ်အကုသိုလ်လုပ်ခဲ့စဉ်ကစိတ်စေတနာကိုကံလို့ခေါ်တယ်အဲ့ဒီစိတ်စေတနာလေးတွေသေကံဒီမှာပြန်ထင်တတ်တယ်နော်ပြန်ထင်တာအဲ့ဒါလူနာပြုစုတဲ့လူကလူနာသားအကဲခတ်ကြည့်မျက်နှာလေးကပြုံးလို့ကြည်လို့ရွှင်လို့ဆိုရင်ဘယ်အာယုံထင်တာကောင်းတဲ့ကံအာယုံနော်မျက်နှာကရှောက်မဲ့ပြီးတော့အခြေအနေမကောင်းရင်မကောင်းတဲ့ကံအာယုံအဲ့ဒါဆိုရင်မျက်နှာမလှဘူးဆိုတာနဲ့ဘေးကပြုစုတဲ့လူကအာယုံပြောင်းပေးမကောင်းလားသူ့စိတ်သူ့အခြေအနေအကဲခတ်ကြည့်မျက်နှာမကြည်သာဘူးဆိုရင်အမေဘာတွေလှူခဲ့တယ်နော်စသည်ဖြင့်ကောင်းတဲ့ကြောင်းလေးတွေပြန်ပြောင်းပြီးသူစိတ်ဝင်စားမဲ့သူဂယုတစိုက်ပြောခဲ့တဲ့ကုသိုလ်ကြောင်းလေးတွေပြောပေးရင်မကောင်းလားခုနဆုံးတဲ့လူနာကြီးကိုဘုန်းကြီးတခုပြောဘူးတယ်အဲ့တခါကြီးကဘုန်းကြီးကိုခဏရှောက်ဖူးတဲ့ကုသိုလ်လေးတခုရှိတယ်ဘုန်းကြီးကြောင့်မှပိဋကဇေဒီတော်လို့ဇေဒီတဆူတဲတယ်အဲ့ဒီပိဋကဇေဒီတော်မှာပိဋက3ပုံစတိပြားအချက်ရည်8912ချက်စလုံးတွေထွင်းပြီးတော့အနာဂတ်သာသနာနောင်အခါပိဋကကျမ်းစာတွေဖောက်လွဲဖောက်ပြန်ပျက်စီးမှုတွေဖြစ်လာခဲ့ရင်ကွန်ပျူတာနဲ့သိမ်းတာတို့စာအုပ်စာရွက်တွေမှာတို့
အဝါဒအမျိုးမျိုးနဲ့အမျိုးမျိုးပြုပြင်တာတို့နဲ့အလွယ်လွယ်အမှားမှားတွေဖြစ်ခဲ့ရင်မူမှန်ရအောင်ဆိုတဲ့စထမှုနဲ့စနစ်တကျဘုန်းကြီးလုပ်ပြီးတော့ဇေဒီတဆူတဲတယ်အဲ့ဒီဇေဒီမှာဓမ္မဇေဒီတရားတွေကိုထပ်ပနာထားတာကိုဒါပေမဲ့ဗုဒ္ဓကိုလည်းထည့်ခြင်းနဲ့ဆိုတော့ဘုန်းကြီးကရွှေသားဆင်းတုတော်ထည့်မယ်ရွှေအစ်စ်ဘုရားရှင်ရဲ့အသားရည်ကရွှေဆင်းလို့ပဲတဲ့ဘာဆင်းနဲ့အရွှေမဘယ်လိုရွှေလဲဆိုတော့ဇဗူရစ်ရွှေတဲ့အကျိန်100လောက်တန့်ပြီးလို့အညစ်အကြေးလုံးဝမတင်တဲ့ရွှေဆင်းလို့ပဲဆိုတော့အဲ့တလောက်တော့လဲကိုကမလုံနိုင်ဘူးအခုခေတ်အခောက်လို့တတ်မှတ်ထားတဲ့တန့်တဲ့ရွှေနဲ့ဘုရားဆင်းတို့ထုမယ်ဘုန်းကြီးအာယုံပြုတယ်ဆိုင်ရပြောတယ်အရှင်ဘုရား15ဘဲရေလောက်မှထုလို့ကောင်းတယ်ဗျာအခောက်တတ်တဲ့ဆိုပြောတယ်ပြောရင်နည်းနည်းထူလိုက်ပေါ့ဗျာလို့ဒီလိုပဲသူတို့ပြောလိုက်ပါတယ်တကယ်လဲထုပေးပါတယ်ဘုရားဆင်းတို့အဲ့တခါကြီးကသူ့မှာအသေးယောဂရှိတယ်ဆရာဝန်ကအသက်ဆေးဖြန်းပါလို့ပြောတော့ဆေးဖြန်းရင်ပျောက်မှာလားအာမမခံဘူးဆိုတော့တခါဖြန်းဘယ်လောက်ကုန်မလဲ6သိန်းကုန်မယ်အဲ့ဒီ6သိန်းသူယူခဲ့တယ်ရွှေတကြသားဝယ်ပြီးတော့ဖယားဆင်းလူတော်ထဲမှာထည့်လိုက်ပါဗျာတဲ့ဘုန်းကြီးကိုလာလှူတယ်သူခန္ဓာအတွက်ကုသဖို့ကိုမကုတော့ဘဲနဲ့ဖယားခန္ဓာထဲထည့်လိုက်တယ်သူစိတ်ထဲမှာမှတ်မှတ်ရရလေးမရှိဘူးလားမှတ်မှတ်ရရလေးရှိသွားတော့မကြာခဏအဲ့ဒါပြောတော့သူဆုံးကန်ဒီဘုန်းကြီးတတိပြီးတော့ဒကာကြီးယောဂကိုကုဖို့အတွက်ပတ်စံ6သိန်းကိုဒကာကြီးခန္ဓာကိုယ်ထဲမထည့်တော့ဘဲနဲ့ဖယားခန္ဓာထဲထည့်ပေးလိုက်တဲ့ရွှေသားအဖြစ်နဲ့ဒကာကြီးပြုထားတဲ့ကောင်းမှုပြုနိုင်ခဲ့တဲ့ကောင်းမှုအဲ့ဒါလေးအာယုံပြုနော်ဆိုတော့ချက်ချင်းမျက်နှာပြောင်းသွားတယ်သူအာယုံကြတဲ့ကုသိုလ်လေးအကြောင်းပြောပြတော့စိတ်မပါဘူးလားပါလားပါတယ်အဲ့တော့ဒေဂန်ဤလူနာကိုသတိပေးတဲ့လူတွေကမျက်နှာကဲခတ်သတိပေးရင်သူအာယုံကြတဲ့အကြောင်းကိုပြောတဲ့သူကဒါနဝါဒနာပိုင်ရင်ဘာပြောရမလဲဒါနအကြောင်းပြောသီလအားကောင်းရင်တို့ဘယ်တော့ကဥပုပ်သီလစောင့်ခဲ့တာအမေဘယ်တော့ကဥပုပ်ဆောင်တာဆရာတော်ကသီလပေးလို့အမေချင်းလေးကြိုက်တာတော့မှသီလပြတ်မယ်ဆိုမတတ်ခဲ့ဘူးနော်စသည်ဖြင့်ဒီအကြောင်းလေးပြောပေးသူအာယုံကြတဲ့ကိုယ်တော်လေးအကြောင်းပြောပေးတော့သူစိတ်ကအာယုံကြပြီဆိုတဲ့ကဒီအာယုံမစွဲဘူးလားစွဲလားစွဲသွားတာပေါ့နော်ဝိပဿနာအားကောင်းတဲ့သူသုံးဖို့ရင်သမထဂုဏတော်ပွားမေတ္တာဖို့အယုတ်ဖတ်ဝါဒနာပါတဲ့လူအမျိုးမျိုးရှိတယ်ကိုလူနာဘာဝါဒနာပါလဲဆွေမျိုးသားချင်းသားသမီးတွေကမသိဘူးလားအဲ့တော့သူအာတန်တဲ့ကုသိုလ်ကိုပြောပေးပါတဲ့နော်ဝိပဿနာအာတန်ရင်ရှုပွားဖို့တတိပေးဂုဏတော်ပွားအာတန်ရင်ကိုကရွတ်ပြပေးမေတ္တာတော့ရွတ်တာအာတန်ရင်မေတ္တာတော့ရွတ်ပေးစသည်ဖြင့်အာတန်ရကုသိုလ်လေးတွေလုပ်ပေးရင်သူအာတန်တဲ့ကုသိုလ်သူနားထောင်ရတော့စိတ်ဝင်စားတယ်နော်အဲ့ဒါကြောင့်လူနာဆောင်အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကံအာယုံနော်ကံမနိမိတ်အာယုံဆိုတာကကံပြုတုံးကပုံရိပ်တွေတဲ့ဖယားကိုရွှေသင်္ကန်းကတ်ရင်ရွှေသားဆင်းတုတော်တွေနဲ့ဇေဒီတော်ကြီးနဲ့ကိုကရွှေဆိုင်ကိုလက်မှာကိုင်းသစ္စည်းရှိတဲ့နေရာလေးမှာရွှေဆိုင်ကိုကိုကကတ်ဇေဒီတော်ပုံဆင်းတုတော်ပုံကိုကရွှေကိုင်းပြီးကတ်နေတဲ့ပုံအဲ့ဒီပုံရိပ်တွေမြင်တယ်တဲ့ကိုကတတ်တာဖြတ်တာသွားတတိယလို့ရှိရင်သားကောင်ကနာနာချင်းချင်းအော်ဟစ်ယုံကိုကခင်းဟာနဲ့ဓာကြီးနဲ့ခုတ်တတ်အဲ့ဒီပုံရိပ်တွေပြန်မြင်တယ်လောက်ခဲ့စဉ်ကပုံရိပ်တွေကိုပြန်မြင်တာဗာလေကမ္မနိမိတ်ဒါတွေရောမထင်ဘူးလားထင်တာဗောနော်အဲ့ဒါတွေထင်တတ်တယ်ဟိုမြို့တစ်မြို့မှာရွာတို့ရမှာဘုန်းကြီးသွားနေခဲ့တဲ့ကျောင်းတစ်ကျောင်းအဲ့ဒီကျောင်းကတခါကြီးကငကိုကဆင်းရဲလို့တဲ့နွားလဲမောင်းတယ်နွားလဲမောင်းတော့ကောက်ရိုးတွေလက်ပေါ်အပြစ်တင်ပြီးတော့မောင်းတော့တာနွားကြီးကလည်းအဲ့ဒီနေကြမှာခက်ကက်လုံနေတယ်မသွားဘူးတဲ့ရိုက်ချင်းတော့ရိုက်ရှေ့ကိုမရွေ့ဘူးနောက်ဆုံးတော့အဲ့ဒီနောက်မှာပဲဝစ်ချလိုက်တယ်တဲ့သွားသေးလားမသွားတော့နွားလဲမောင်းတော့မှစိတ်တူပြီပေါ့လှဲ့ပေါ်ခုံစင်းအမီးချိုးဒါလည်းမလှုပ်ဘူးတဲ့ဒီလောက်တောင်ဝစ်ချင်တဲ့နွားအပီးဝစ်စေရမယ်ဆိုပြီးတော့တခါတည်းစိတ်ဆိုးဆိုးနဲ့လှဲ့ပေါ်ပါတဲ့ကောက်ရိုးတွေကိုကျိုးလို့ကြစ်လိမ့်ကျစ်ပြီးတော့အဲ့နွားနဲ့လက်နဲ့ကတ်တုပ်ပြီးတော့မှအရှင်လက်လက်မီးရှို့ချလိုက်တာမီးရှို့ချလိုက်တော့ကောက်ရိုးကတဆင့်နွားကြီးမီးလောင်အဲ့လောင်တော့မှယုံထားတော့ထားလို့ရသေးလားကျိုးတွေနဲ့ကတ်တုပ်ထားတော့ထားလို့ကိုမရအောင်အတော်လေးလောင်ပြီးမှကျိုးတွေလည်းပြတ်တဲ့ဟာပြတ်ကုန်အဲ့ကြမှာယုံထားអော်လိုက်တာလည်းမပြောနဲ့ယုံထားပြီးတော့ချက်ချင်းဘုံကနေပြစ်လဲဆန့်ငယ်နဲ့သေးသွားအောင်အဲ့ဒီအကုသို့လုပ်ခဲ့တယ်နောက်တော့စီးပွားရေးလေးပြစ်လဲတာတော့ကြောင်းဆောက်တယ်
သူတေကနီးတော့သူ့เจ้าကဘုန်းကြီးတွေကသူ့ရှိသွားတယ်ပြေးရုပ်ပေးတယ်တရားဟောပေးတယ်တခါကြီးဆောက်ထားတဲ့เจ้าကြီးကနဲတိုင်းမဟုတ်ဘူးနော်အဲ့ဒါကြီးအာယုံပြုဆိုတော့အဲ့တခါကြီးကပြောတဲ့အရှင်ဘုရားတို့စကားပြောနေရင်တပည့်တော်เจ้าကြီးပေါ်တယ်ဗျာတဲ့ရှင်ဘုရားတို့အတန်ရက်သွားတာနဲ့နွားကြီးမီးလောင်နေတာပဲတပည့်တော်မြင်တော့တယ်တဲ့အဲ့ဒါဘုန်းကြီးဘာပြောချင်တာလဲဆိုရင်စိတ်ထဲမှာစွဲလောက်တဲ့အကုသိုလ်မလုပ်ဖြစ်အောင်တတိထားပါလို့နော်စွဲလောက်တဲ့အကုသိုလ်ကဖြောက်ရမခက်ဘူးလားခက်လားနစ်နစ်နာနာသူတစ်ပါးကိုလှုပ်ထားတဲ့အတွက်အဲ့ဒါကြီးကစွဲပြီးသေကန်ဒီဖတ်ခနဲ့လဲဝင်လာရောမဖြောက်နိုင်တော့ဘူးထိခနဲ့ဆို तू ကပေါ်ထိခနဲ့ तू ကပေါ်အဲ့ဒီအာယုန်နဲ့မြတ်သိရင်အသေးကောင်းမှာအောင်မလားမကောင်းတော့ဘူးနော်ဒါကြောင့်စွဲလောက်တဲ့အကုသိုလ်မလုံးမိအောင်တတိထားနော်ပုထုဇဉ်ဆိုတာအကုသိုလ်နဲ့ကင်းတော့မကင်းဘူးမင်းပျောက်အကုသိုလ်ဆိုရင်တော်သေးတာပေါ့စွဲလောက်တဲ့အကုသိုလ်ဆိုရင်အဖြောက်ရခက်တဲ့အတွက်သေကန်ဒီမှာတစ်ချက်ပေါ်ရင်သွားပြီဒုက္ခကောင်းကောင်းပေးရောနော်ကဲဒါဆိုရင်ကုသိုလ်ကြတော့ဘယ်နဲ့လောက်စွဲလောက်တဲ့ကုသိုလ်လောက်ပါတဲ့ဘာကုသိုလ်လဲခုနတခါကြီးဒုက္ခန္တာကိုအသက်ဆေးဖြန်းမဲ့ပိုက်ဆံကိုရွှေသားဖယားခန္ဓာထဲထည့်ပေးလိုက်တယ်ဖယားခန္ဓာထုတ်တဲ့နေရာမှာထည့်သုံးတယ်သူ့စီရင်ထဲမှာတတတနဲ့စွဲနေတဲ့ကုသိုလ်နော်ဘုန်းကြီးတို့ဓမ္မတုဒ္ဒဆရာတော်ကြီးကတခါပြောမှုတဲ့ငါမမေ့တဲ့ကုသိုလ်တစ်ခုရှိတယ်တဲ့ယထာဘုဒ္ဓမှာယထာရတော့ကပ္ပိယကငါ့ကိုဆုံးကတ်တယ်စားမလို့ပြင်တော်တော့မှရိုင်နဲ့ခွေးပိတ်ပါကြီးတကောင်လားမျောနေတာကြည့်ပြီးတော့ဩငါဒီတနတ်မစားလို့ဘာမှမဖြစ်ဘူးဒီခွေးမကြီးကအခြေအနေတော်တော်ဆိုးတာငါကျွေးလိုက်မယ်လှူလိုက်မယ်ဆိုတော့ဓမိတ်တော့ငါချကျွေးတာစားလိုက်တာတဲ့အာရပါရစားပြီးထွက်သွားတာကြည့်ပြီးတော့ငါစိတ်ထဲမှာကိုမစားပဲအငတ်ခံပြီးလှူလိုက်ရတာကြည်နူးလိုက်တာမပြောနဲ့တဲ့ကိုတို့အကြောင်းစဉ်းစားလိုက်ရင်အဲ့ဒါနံပါတ်1ပေါ်လာဟောတဲ့စိတ်ထဲမှာမစွဲဘူးလားစွဲလားဘာကုသိုလ်ဖြစ်ဖြစ်ကုသိုလ်ဆိုရင်စွဲလောက်တဲ့ကုသိုလ်လောက်တာတစ်ချက်ကလေးစိတ်ထဲပေါ်လာရင်ကဲဒီဟာမပြောက်တော့ဘူးဆိုရင်ကိုယ်သေကန်ဤမကောင်းလားအကုသိုလ်ဆိုရင်စွဲလောက်တဲ့အကုသိုလ်မလုံးမိပါစေနဲ့နော်ကုသိုလ်ဆိုရင်စွဲလောက်တဲ့ကုသိုလ်လုံးမိပါစေတဲ့နော်တခါကြီးတယောက်ကဘုန်းကြီးပြောတဲ့တပည့်တော်လဲတဲ့မှတ်မှတ်ရရကုသိုလ်တစ်ခုရှိတယ်ဗျာတဲ့ပြန်တွေးတိုင်းပေါ်တယ်ဘယ်အချိန်ဖြစ်ပေါ်တယ်ကိုတော်တစ်ပတ်လမ်းသွားရင်ဖနှက်ပြတ်လို့ကတ္တရာလမ်းမှာနေပူတဲ့အိန္ဒိယမရခုံဆွဆွနဲ့သွားနေရတာဟိုကြောင်လေးကတ်လိုက်ကတ္တရာလမ်းပေါ်ဖြတ်လျှောက်လိုက်ဒီကြောင်လေးကတ်လိုက်အရိပ်ကလေးခိုးလိုက်နဲ့တပည့်တော်ပါလာတဲ့ဖနှက်ကလေးငါမစည်းတော့ဘူးဟဲ့ဆိုပြီးတော့ချွတ်လှူလိုက်တာဖနှက်လက်စီးရောအိန္ဒိယရရလေးနဲ့သွားလိုက်တာခုနအိန္ဒိယမရတဲ့ကိုတော့အိန္ဒိယရသွားပြီဆိုပြီးတော့တပည့်တော်လည်းဖနှက်မပါချီကျင်သွားရတာပါပဲတဲ့ဒါပေမဲ့ကိုတော့အစဉ်ပြေသွားတာကြည့်ပြီးတော့ကြည်နူးလိုက်တာမပြောနဲ့ဗျာတဲ့ဘယ်အချိန်တွေးအဲ့ဒီကုသိုလ်လေးကပေါ်လာတယ်တဲ့စွဲလောက်တဲ့ကုသိုလ်နော်ဒါကြောင့်တရားဓမ္မတွေစွဲလောက်တဲ့ကုသိုလ်တစ်ခုမရှိသင့်ဘူးလားရှိသင့်လားရှိသင့်တယ်ကဲဒါကကမ္မနမိတ်အဲ့ဒီကမ္မနမိတ်အခြေအနေကြည့်ရင်လေလူနာမျက်နှာအကဲခတ်ရင်ကောင်းတာပေါ်လားမကောင်းတာပေါ်လားအကဲခတ်လို့မရဘူးလားမကောင်းတာပေါ်ရင်စောက်ရှောက်သူကပြုတ်ပြင်းတော့နော်စောက်ရှောက်သူပြုတ်ပြင်းတော့နောက်တစ်ခုကဂတိနိမိတ်သွားရမယ့်ဘဝကိုမြင်တတ်တယ်တဲ့ငရဲကြမ်းမဲ့လူဆိုလို့ရှိရင်ငရဲခွေးကြီးတွေငရဲသားကြီးတွေတင်းပုတ်တွေနဲ့စသည်ဖြင့်ငရဲအိုးတွေငရဲမီလီယံတွေဒါတွေမြင်တတ်တယ်နတ်ပြည်တက်မဲ့လူဆိုလို့ရှိရင်လည်းနတ်သားတွေနတ်သမီးတွေဗိမာန်တွေအဲ့ဒါတွေမြင်တတ်တယ်အဲ့ဒါကသွားရမယ်ဘဝအဲ့ဒါကိုဂတိနိမိတ်လို့ခေါ်တယ်ဒါတွေလည်းမြင်တတ်ပါတယ်တဲ့အရှင်သောနာရဲ့ဖခင်မုတ်ဆိုးကြီးတသက်လုံးမုတ်ဆိုးလုံးလာတာအကုသိုလ်နဲ့ကြီးနေလာတဲ့တခါကြီးသေကန်ကြီးတော့သားဖြစ်သူအရှင်သောနာကသူ့ကိုစောင့်ရှောက်သားကိုပြောတယ်ဟဲ့သားရဲ့ခွေးနဲ့ကြီးတွေလာဆွဲတော့မယ်ဟဲ့မောင်းပါအောင်ဟဲ့သားရဲ့ပြောတော့သားကသိလိုက်ပြီအဖေတော့ငရဲနမိတ်ထင်နေပြီသားကယဟန္တာဖခင်ကအပယ်ကြမကောင်းဘူးမဖြစ်သင့်ဘူးငါတခါကြီးကိုအာယုံပြောင်းမယ်အနာရှိတဲ့ចောင်းသားနဲ့ကိုရင်ကိုပန်းသွားကပ်ပြီးခဲ့ကပ်ပြီးဆိုတာချိုးခိုင်းတာနော်ပန်းလေးတွေခိုးခဲလို့ပြောတာចောင်းသားတွေကိုရင်တွေကပန်းလေးတွေခိုးလာတော့အဲ့ဒီပန်းလေးရေစေးဘုရားပန်းအိုးတဲ့ထက်ပြီးတော့တခါကြီးလက်ထက်ပြီးတဲ့တခါကြီးဟောဒီမှာပန်းနေတော့တခါကြီးအတွက်ဘုရားလူမလို့အဲ့ဒါတခါကြီးကုသိုလ်အာယုံပြုနော်စသည်ဖြင့်ချက်ချင်းကုသိုလ်လုပ်ပြီးတော့ဘုရားကိုအကတ်ခိုင်းတယ်အကတ်ခိုင်းတော့ဟိုကအာယုံလေးနဲ့ဘုရားကတ်နေတယ်သူ့လက်ထက်ကအိုးလေးယူသွားပြီးဘုရားရှိသွားချလိုက်တယ်ဟောဘုရားရှိရောက်သွားပြီးတခါကြီးကုသိုလ်နော်အာယုံပြုဆိုတော့အဲ့ဒီအာယုံလေးနဲ့ကြည်နူးနေတော့ခုနငရဲနမိတ်တွေပျောက်သွားပြီးတော့နတ်သမီးနမိတ်တွေပေါ်လာပြန်ဟောဟဲ့လူလေးရဲ့သားရဲ့နင့်အမေတွေလာနေပြီဟဲ့ခေါ်ပါအောင်ဟိုမှလာနေပြီအဲ့ဒါသူသားကသိတယ်ဩနတ်သမီးနမိတ်တွေထင်နေပြီ
အဲ့ဒီချိန်ဖြတ်ခနဲ့သေသွားတော့ဘယ်ရောက်နတ်ပြည်ရောက်တယ်ဒါမြင့်သေကန်ဒီမှာလူနာဆောင်ဟာအရေးမကြီးဘူးလားအရေးကြီးတယ်နော်ဒါကြောင့်ခုနတက္ကမကြီးတယောက်ကပြောတာလေတားတွေသမီးတွေတော့ဒီတရားလေးပေးနာပြီးတော့ငါသိရင်ဒီလိုလုပ်လို့ပြောဦးမှာတဲ့ဒါပေမဲ့ဘုန်းကြီးခုနပြောသလိုပဲနော်သူတို့အာကိုရမလားကိုအာကိုရမလားကိုအာကိုတာအကောင်းဆုံးပါတဲ့နော်သူတို့ဟာအစဉ်ပြေခြင်းနဲ့ပြေမယ်ပြေခြင်းမှလည်းပြေမယ်အခုဒါဘုန်းကြီးပြောပြတော့သေကန်ဒီမှာလူနာဆောင်တွေအရေးမကြီးဘူးလားအရေးကြီးတယ်တချို့ဆိုရင်လေမိဘကိုယ်တိုင်ကလည်းတရားရှိတယ်သားသမီးကလည်းတရားသိတော့လေသေကန်နေပြီဆိုရင်သမီးအမေနာဘယ်သူမှမလာစေနဲ့တော့အမေတရားနှလုံးသွင်းတော့မယ်အောက်မှာလာတဲ့လူတွေလည်းကိုယ့်ကိုကြည့်ရှင်းလိုက်တော့အမေစီမရောက်စေနဲ့တော့တရားဝင်လေးတကွယ်ပွင့်တာအဲ့ဒါလေးနိုင်ရင်နဲ့တရားရှုတယ်ဘယ်အချိန်သိလို့သေသွားမှတော့မသိဘူးသူကသူကောင်းလို့အတော်ကြာသွားကြည့်လိုက်တော့အသက်မရှိတော့အဲ့ဒီလိုသေနိုင်ရောမကောင်းတာကောင်းတယ်ဒါသားသမီးကလည်းဒီအချိန်မှာလာပြီးတော့ကြည့်တဲ့လူတွေကိုအားနာရမှာလားလူနာကိုအားနာရမှာလားလူနာကိုအားနာမှာဘယ်သူတွေစိတ်ဆိုးသူတို့စိတ်ဆိုးတာဘာမှမထိခိုက်ဘူးနော်အဲ့ဒီလူနာအတွက်စိတ်ပြည့်စရာတစ်ခုကြုံလို့တမလွန်ဒုက္ခရောက်ပြီဆိုရင်ဘာမှကဲလို့မရတော့ဘူးတဲ့ဒါကြောင့်သေကန်ဒီမှာလူနာကိုသာအဓိကထားပါတဲ့နော်စောင့်ရှောက်တဲ့သူတွေကလာမေးတဲ့သူတွေကိုအဓိကမထားမိပါစေနဲ့နော်ကဲဒါကနောက်ဆုံးအချိန်မှာအရေးကြီးလို့ဘာတွေလုပ်တဲ့နေကိုအတွက်ဘလို့ရှုစသည်ဖြင့်ဘုန်းကြီးပြောပြတာနော်မစုံနဲ့စုံလားတော်တော်လေးတော့စုံသွားပြီဒါပေမဲ့ကြံသေးတယ်ဘုန်းကြီးဖက်ကုဏတုတ်တန်အကြောင်းပြောမလို့ဖက်ကုဏတုတ်တန်မှာအရှင်ဖက်ကုဏနာမကျမ်းဖြစ်တော့မြတ်စွာဘုရားကိုတွားလျှောက်တယ်အရှင်အာနန္ဒာကမြတ်စွာဘုရားတဲ့အရှင်ဖက်ကုဏတော်တော်လေးနာမကျမ်းဖြစ်နေပါတယ်တဏှာစောင့်ရှောက်ချီးမြှောက်သောအပြင်အရှင်ဖက်ကုဏစီကြွတင်ပါတယ်ဘုရားတဲ့အဲ့တော့မြတ်စွာဘုရားကညနေချမ်းကျတော့ရှင်ဖက်ကုဏစီကြွသွားတယ်ကြွသွားတဲ့အခါကျတော့ရှင်ဖက်ကုဏကအချင်းနေသမဟန္တာဘုရားကြွလာတော့နေရခင်းမယ်လဲပြင်ရောမြတ်စွာဘုရားကจิตဖက်ကုဏမထနဲ့ငါတခြားခင်းထားတဲ့နေရာမှာထိုင်မယ်အဲ့ရှင်ဖက်ကုဏနာကခင်းထားပြီးသားနေရာတစ်ခုမှာဝင်ထိုင်จิตဖက်ကုဏခံတာရဲ့လားယောဂရော့တဲ့လက္ခဏာရှိလားမတိုးပဲရှိပါရဲ့လားဣရိယပဋ္ဌာန်မြတ်တမှုရောရှိပါရဲ့လားအဲ့တော့ရှင်ဖက်ကုဏကပြန်လျှောက်တယ်မြတ်စွာဘုရားမခံတာဘူးဘုရားဣရိယပဋ္ဌာန်မြတ်တမှုမရှိဘူးဘုရားတပည့်တော်ယောဂတွေကတိုးပဲလာပါတယ်ဘုရားရော့တဲ့အရေးလက္ခဏာမရှိပါဘူးဘုရားဥပမာတစ်ခုနဲ့တပည့်တော်ရှောက်ပြပါမယ်ဘုရားအားကောင်းမောင်းတန်လူတယောက်ဟာတန်ဆိုးကြီးတစ်ကောင်ခိုင်ပြီးတော့တပည့်တော်ကောင်းကိုဇွတ်ခနဲ့ထိုးနေတယ်လို့ပဲအပြင်ကိုထွက်မရလို့လေတွေဟာခေါင်းထဲမှာလှက်ပတ်ပြီးထိုးနေလိုက်တာတန်ဆူးနဲ့ထိုးတယ်လို့ပါပဲဗျာတဲ့အခန့်ရခက်တဲ့ယောဂမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒါလျှောက်ပြတယ်မြတ်စွာဘုရားဥပမာတစ်ခုနဲ့လျှောက်ပါအောင်မယ်ဗျာကျွမ်းကျင်တဲ့နွားသက်သမားတယောက်ကသားလီတာနဲ့ဝမ်းပိုက်နွားရဲ့ဝမ်းပိုက်ကိုခွဲနေတယ်လို့ပဲတပည့်တော်ပိုက်ထဲမှာလှက်ပတ်ထိုးခွဲနေတဲ့လေတွေကလည်းအခန့်ရခက်လောက်အောင်ကိုထိုးခွဲနေပါတယ်မြတ်စွာဘုရားမြတ်စွာဘုရားအားကောင်းမောင်းတန်လူတယောက်ကတရေလွန်ကြိုးကြီးနဲ့လူတယောက်ခေါင်းကိုရစ်ပတ်ပြီးအတင်းဆွဲညှစ်ထားတယ်လို့တပည့်တော်ခေါင်းထဲမှာတင်းကျပ်နေတဲ့ခေါင်းကိုက်ခေါင်းခဲယောဂဝေဒနာတွေကလည်းမခံတာလောက်အောင်ဖြစ်နေပါတယ်ဘုရားမြတ်စွာဘုရားအားကောင်းမောင်းတန်လူနှစ်ယောက်ကအားနေတဲ့လူတယောက်ကိုဟိုဘက်ဒီဘက်လက်မောင်းနှစ်ဘက်ချုပ်ကင်ပြီးတော့မိဘုံနာဆွဲခေါ်ရှာမိခဲရဲနေတဲ့မိဘုံကြီးမှာกินလိုက်လို့တကူလုံးပူးနေရတယ်လို့တပည့်တော်ခန္ဓာကိုယ်တကူလုံးပူလောင်နေပါတယ်မြတ်စွာဘုရားတဲ့သေကံဤရှင်ဖက်ကုဏဖြစ်နေတဲ့ယောဂတက်တာရဲ့လားဆိုးရဲ့လားတော်တော်ဆိုးနေတယ်နော်မခံနိုင်တော့အောင်ဆိုးနေတာအဲ့ဒါတွေလည်းရှောက်ပြအောင်မြတ်စွာဘုရားကဘာတရားဟောတယ်လို့တော့မပါဘူးတရားဟောခဲ့ပါတယ်တဲ့တရားဟောပြီးပြန်ကြွဖယားကြွပြီးမရှိမနှောင်းမှအရှင်ဘက်ကုဏပြန်တော်မူသွားတယ်ပြန်တော်မူတော့ဖယားနောက်တန်းလိုက်မသွားဘဲနဲ့အရှင်အာနန္ဒာကအရှင်ဘက်ကုဏကိုအကဲခတ်ကြည့်လိုက်တော့အမေမျက်နှာလေးကကြီးနေတာပဲတဲ့ပြန်တော်မူတဲ့အချိန်နော်မျက်နှာကြီးရင်အသေးမကောင်းလားကောင်းလားအသေးကောင်းတယ်နော်လူစီတာအသေးကောင်းတာလားမျက်နှာကြီးမှအသေးကောင်းတာလားအမေတချို့ကသေပန်းပွင့်တယ်လို့ပြောသေးတယ်ဘာဖြစ်လို့လဲအမလေးစီစီကားကားနဲ့လိုက်ပို့တဲ့လူတွေများလို့တဲ့အဲ့လိုက်ပို့တဲ့လူကဘာလုပ်လို့ရဘာမှလုပ်လို့မရတော့ဘူးနော်ကြံတဲ့လူအတွက်ဂုံပဲရှိတယ်တဲ့သေသူအတွက်ဘာမှမတတ်နိုင်ကြဘူးနော်အဲ့တော့မျက်နှာကြည်တော့
မြတ်စွာဘုရားနောက်လိုက်သွားပြီးတော့မြတ်စွာဘုရားကြွပြီးမကြမြင့်မီမှာရှင်ဘဂုဏပြန်တော်မူပါတယ်ဗျာပြန်တော်မူတဲ့ချိန်သူ့မျက်နှာသူ့အိန္ဒြေတွေတော်တော်ကြည်လင်နေတယ်ဗျာဆိုတော့ကြည်မာပေါ့จิตတအာနန္ဒာငါဘုရားဟောတဲ့တရားကိုနားပြီးတော့အောက်ပိုင်းတန်ရောစဉ်၅ပါးပယ်လို့အနာဂံဖြစ်သွားပြီတဲ့အနာဂံဖြစ်မှပြန်တော်မူတာဆိုတော့မျက်နှာမကြည်ဘူးလားကြည်လားအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကသေနီး6မျိုးဟောပြတယ်6မျိုးမှာ3မျိုးကအနာဂံဖြစ်ပြီးမှသေဖို့အနာဂံဖြစ်ပြီးမှတော့သိပ်ပူစရာမရှိဘူးเนาะ3မျိုးကပုထုဇဉ်ကနေအနာဂံမဖြစ်မီအတွင်းမှာသေဖို့နဲ့အဲ့ဒီ3မျိုးကတော့တရားနာပရိသတ်နဲ့ဆိုင်တယ်ကျွန်တော်ဘုန်းကြီးပြောပြမယ်เนาะအားလုံးလိုက်ဆိုဖယားဖူးကတရားနာသေရတမျိုးဒီဖယားဖူးကတရားနာသေရတမျိုးဒီသေကံဤမှာဖယားကိုဖူးဖယားဟောတဲ့တရားကိုနာပြီးတော့သေသွားတာကတမျိုးအသေးမကောင်းလားကောင်းလားဖယားဖူးရရင်အကောင်းဆုံးเนาะဘာဖြစ်လို့လဲဖယားကတရားအလုံးသိတယ်တတ္တဝါတို့ရဲ့အကြိုက်ဓက္ခံဇယိုက်အကုန်လုံးကိုသိတော့ဒီလူနာဘာဟောပေးကြိုက်မယ်ဆိုတာသိလဲသိတယ်ဟောလဲဟောတယ်လူနာအတွက်အကျိုးမများဘူးလားအခုဘုန်းကြီးတွေဟောနေတာကဘသူကဘာကြိုက်တယ်မသိဘူးเนาะဒီတရားနဲ့တော့သူတို့သင့်တော်လောက်ပါတယ်ငါဒီတရားလေးဟောပေးရင်သူတို့အတွက်အသိဘုဒ္ဓလေးနဲ့တခုခုတော့ကုသိုလ်ကောင်းမှုလေးလောက်သွားကြလိမ့်မယ်အကျိုးရှိတယ်ကောင်းပါရဲ့ဒီလိုဟောရတာเนาะဖယားလို့ဓာတ်ရိုက်သိတာမဟုတ်ဘူးတဲ့เนาะအကျိုးရှိတယ်ကောင်းပါရဲ့ဆိုတဲ့စိတ်ကလေးနဲ့ဟောပေးရတာဖယားကတော့ဓာတ်ရိုက်သိနေတဲ့ဒီလူကဘယ်လိုအိန္ဒြေဘယ်လိုဇယိုက်ဘယ်လိုအကြိုက်ရှိတယ်ဘာတရားဟောပေးမှကြိုက်မယ်ဆိုတာသိတော့တန်းဟောတန်းနာတန်းတရားသိခုပြန်တော်မူတော့အရှင်ဘဂုဏမကောင်းလားကဲတရားဓမ္မတွေဒီသိနည်းကကောင်းတယ်အခုရနိုင်သေးသလားရနိုင်ပါတယ်ဗျာလောက်ပြီเนาะမြတ်စွာဘုရားတော်ပြန်ထလာမလို့ဖြစ်နေရနိုင်သေးလားမရနိုင်တော့ဘုရားမှမရှိတော့တာเนาะရအောင်မလားဒီသိနည်းမရနိုင်ဘူးလို့ပြောတာเนาะကဲမရနိုင်ရင်ထားတော့နောက်တနည်းသွားမယ်ဆိုလိုက်ကြအောင်တန်ဃာဖူးကတရားနာသေရတမျိုးဒီတန်ဃာဖူးကတရားနာသေရတမျိုးဒီဒုတိယသေနည်းကဘာလဲတန်ဃာဖူးတရားနာတန်ဃာဖူးဆိုတော့သေကံနီးမှာဘုန်းကြီးပင်တန်ဃာတွေကြွလာအဲ့ဒီတန်ဃာတွေဖူးတန်ဃာဟောတဲ့တရားနာသေမကောင်းလားကောင်းလားဖယားဖူးရတာတော့မသေးကြဘူးเนาะဖယားကဒီလူဘာတရားဟောပေးရင်အစင်ပြေမလဲလို့သိလို့เนาะဘုရားလက်ထက်ကအဲ့ဒီလိုကိုက်ညီတော့တဲ့ဒကာကြီးတယောက်ရှိတယ်ဓမိကဥပဒကာကြီးမြတ်စွာဘုရားလျှောက်ပြီးတော့တန်ဃာတွေသူ့အိမ်လွတ်ခိုင်းတယ်ဘုရားကတန်ဃာ၈ပါးလှုပ်ပေးလိုက်တယ်အိမ်ရောက်တဲ့အခါကျတော့တန်ဃာတွေကမေးတယ်ဒကာကြီးဘာတရားနာခြင်းလဲဟိုကလည်းကောင်းကောင်းကြီးဆိုတော့ပြောပြတယ်သေတော့သေကောင်ပေါင်းနဲ့ဖြစ်နေတာပဲပါဇက်ကစကားပြောနိုင်တော့ဒီပြီးတော့မဟာတတိပဋ္ဌာနာတုတ်နာခြင်းနဲ့ဗျာတဲ့အဲ့ဒါဆိုနားထောင်ဒကာကြီးဆိုပြီးတော့တန်ဃာတွေကဧကယနောအယံဘိကဝေမေကောတတ္တနံဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမာယရွတ်လိုက်တာမဟာတတိပဋ္ဌာနာတုတ်ကြီးသူနာခြင်းနာနဲ့ရွတ်ပေးတာနဲ့အဲ့ဒီလိုအံကြိုက်တဲ့ရှိတယ်နော်ဒါပေမဲ့လို့တချို့တန်ဃာတွေတချို့လူနာတွေလူနာကလည်းစကားမပြောနိုင်ဘူးတန်ဃာကလည်းအဲ့ဒီလူနာအကြောင်းကိုဘာမှမသိဘူးဆိုရင်ထင်တယ်လို့အကျိုးမများဘူးနော်အဲ့လူနာကိုတတိပေးတာဘသူအကောင်းဆုံးလဲဆိုလူနာအကြောင်းသိတဲ့လူကအကောင်းဆုံးဘုန်းကြီးပင့်ပြီဆိုရင်လည်းဒီလူနာနဲ့ယဉ်ဒီလူနာဘယ်လိုဆိုတာကိုသိတဲ့ဘုန်းကြီးကပို့ပြီးတော့အကျိုးများတယ်ဘာဖြစ်လို့လဲဒီတခါကြီးတက္ကမကြီးကဘာကုသိုလ်တွေလုပ်ထားတယ်သူတို့ကိုဘယ်တရားပြောပေးရင်ကောင်းမယ်သူတို့ကဘာကိုအကြိုက်တယ်အဲ့တော့သူတို့နဲ့ကိုက်ညီမဲ့ဘယ်တရားလေးဆိုကိုက်မယ်စသည်ဖြင့်ဓာတ်သိနေတဲ့တန်ခါဆိုရင်အကျိုးမများဘူးလားဓာတ်သိတန်ခါမဟုတ်ရင်တော့များသောအားဖြင့်ပရိတ်ရွတ်ပြန်ရတာပဲများတယ်နော်အရှင်ဘုရားပြန်ဆုံးကနီးပရိတ်လေးပါလေးချင်းမြင်ပါဗျာဘုန်းကြီးအဲ့ဒီပရိတ်ရွတ်ဆိုတာကိုတော့တော်တော်စဉ်းစားတယ်ပရိတ်လေးပါလေးချင်းမြင်ပါဗျာဆိုတော့ရွတ်တာဗောဘုန်းကြီးကလည်းဟောလူနာလည်းတွက်ပြီလေသူများတွေတေကန်ကြီးတော့သူဒီလိုပဲဘုန်းကြီးပင့်ပေးခဲ့တာဆိုတော့အခုသူရွတ်ပြီဆိုဟာငါကြွတော်မယ်ဆိုပြီးတော့ရွတ်ပြီးဟာဆိုအဲ့ဒါစိတ်ကနော်မဖြစ်နိုင်ဘူးလားဖြစ်နိုင်လားဖြစ်နိုင်တယ်ဒါမြင်ပရိတ်ရွတ်တာနဲ့တရားနာတာဘယ်ဟာကောင်းလဲ
တရားနာတာကောင်းတယ်တရားနာတော့လေကြုံရဘုန်းကြီးရဲ့အကြောင်းသိဘုန်းကြီးရဲ့ဘယ်ဟာကောင်းအကြောင်းသိဘုန်းကြီးကသူ့ကိုဘယ်လိုဟောပေးရမယ်ပြောပေးရမယ်သူဘာကြိုက်လို့ဘာတွေလောက်ထားတယ်ဘယ်လိုပြောရင်အဆင်ပြေမဲ့ဓာတ်သိတော့လူနာအတွက်အကျိုးများတယ်နော်အေးဒါကလည်းအကြောင်းသိဘုန်းကြီးရဖို့ဆိုတာခဲရင်တယ်ဘာဖြစ်လို့လဲကိုကဒီမှာနေလို့ဒီမှာသေချင်မှသေရမှာနော်ကိုသေခါနီးချိန်မှာကိုကြည်ညိုတဲ့ကိုအကြောင်းသိတဲ့ဘုန်းကြီးလည်းကိုနာရှိချင်မှာရှိမှာတချို့တွေနိုင်ငံခြားဆေးသွားကိုရင်လည်းနိုင်ငံခြားမှာပဲတခါတည်းသေးလာတယ်ဘုန်းကြီးမရှိလို့အဲ့ဒါတွေရောမရှိဘူးလားရှိတယ်ဒါကြောင့်ဒီဒုတိယသင်္နီးကအခုခေတ်ရနိုင်တယ်သို့တော့အခါခတ်သိအဆင်မပြေနိုင်ဘူးတဲ့နော်ရတော့မရနိုင်ဘူးလားရနိုင်တယ်အခါခတ်သိတော့အဆင်မပြေနိုင်ဘူးကိုသွားပင်တဲ့ဘုန်းကြီးကကိုလူနာအကြောင်းမသိလို့သူပြောချင်ရပြောသွားတယ်လူနာကြိုက်တာတစ်မျိုးသူပြောတာတစ်မျိုးမကြိုက်ဘူးဆိုရင်လည်းထင်သလောက်အကျိုးမမြောက်နော်ဒါကြောင့်ဒီနည်းဟာရတော့ရနိုင်တယ်သေချာပေါက်အကျိုးများမယ်မများဘူးပြောလို့မရဘူးတဲ့ကဲဒီတော့နောက်တနည်းသွားရအောင်ဆိုလိုက်နာပြီးတရားပြန်ရှုပွားသေညာတစ်မျိုးဒီနာပြီးတရားပြန်ရှုပွားသေညာတစ်မျိုးဒီဒီနည်းကတော့အသေးချာဆုံးပဲအခုလိုကောင်းနေစဉ်မှာကြိုးစားပြီးတရားတွေနာပါကြိုးစားပြီးတရားတွေရှုပါသေခါနီးကာလရောက်ပြီဆိုရင်ဘယ်သူမှအနာမခွန်နဲ့တော့ကိုယ်မှနာပြီးသားတရားအခန့်တွေအများကြီးရှိတယ်ရှုပွားထားတဲ့အတွေ့အကြုံတွေအများကြီးရှိတော့အဲ့ဒီအာယုံအဲ့ဒီအတွေ့အကြုံတွေနဲ့တရားလေးရှုနေမယ်ဘယ်သူမှနားမလာနဲ့တော့ငါလိုအပ်လို့ခေါ်ရင်လားမခေါ်ရင်မလာနဲ့တော့ငါတရားရှုမယ်အဲ့ဒီလိုနှလုံးသွင်းပြီးတော့ရှုမယ်ကိုကြိုက်တဲ့တရားကိုနားလဲတဲ့တရားနားလဲနားခဲ့ပြီးပြီရှုလဲရှုခဲ့ပြီးပြီအခုပြန်လုပ်မယ်ဆိုတော့မရဘူးလားရလားအဲ့ဒါကတော့အနားမှာဘုန်းကြီးရှိရှိမရှိရှိသေချာပေါက်ကိုသိရင်ကိုတော့ရှိနေမှာကိုနော်ဒီနည်းကမသေးချာဘူးလားသေချာလားသေချာတဲ့ဒါဆိုရင်သူများအားကိုးရတာရဲ့ကိုအားကိုးရတာရဲ့ဘယ်ဟာကောင်းလဲဒါဆိုရင်ဒီသုံးမျိုးမှာတတ္တိယသေနည်းကအလုံးတွေအသင့်တော်ဆုံးတဲ့နော်ကောင်းနေစဉ်မှာကြိုတင်ပြီးတော့တရားတွေနာပါတရားတွေအားထုတ်ပါဘုန်းကြီးဟိုတုန်းကရင်းနှီးတဲ့ဒကမာကြီးတယောက်ရှိတယ်ဘုန်းကြီးနဲ့အသက်နည်းနည်းပဲကြီးပါတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကတော်တော်လဲသရာကြီးညိုရှိတယ်ရင်းလဲရင်းနှီးတယ်အလှဒါနသိပ်အာကတနာသူကဘုန်းကြီးတို့ကလည်းတရားပြတဲ့ဘုန်းကြီးဆိုတော့ဆုံးမရတာဗောဒကမာကြီးလှူယုံနဲ့မပြီးဘူးနော်တရားလေးပါလေးအားထုတ်အောင်အဲ့ဒါပြောတော့မောင်ပစင်းကလည်းတဲ့လှူလို့တောင်မဝသေးဘူးရှာလဲရှာအောင်မယ်လှူလဲလှူအောင်မယ်နောက်တော့လဲအားထုတ်မှာဗောတဲ့ပြောခပ်ပေါ့ပေါ့ပဲပြောတယ်နောက်တော့အဲ့ဒီဒကမာကြီးကျမ်းမာရေးမကောင်းဘူးငယ်ငယ်ရွယ်ရွယ်နဲ့ကျမ်းမာရေးမကောင်းဘူးတရင်ကြားတယ်ဘုန်းကြီးတို့တရားဟောရင်းနဲ့ရောက်သွားတယ်ရောက်တော့ဒကမာကြီးချင်းလေးဘယ်လိုလဲဆိုတော့သူလျှောက်တယ်ဟိုတုန်းကအရှင်ဘုရားတို့ပြောခဲ့တဲ့စကားနားမထောင်တာမှားလိုက်တာဗျာတဲ့ဘုန်းကြီးတို့ကလည်းဆုံးမတဲ့ချိန်ဆုံးမပြီးမဲ့လူတိုင်းဆုံးမနေရတာဆိုတော့သူ့တယောက်တည်းဘယ်လိုပြောခဲ့တယ်လို့မမှတ်မိတော့ဘုန်းကြီးဘာပြောထားလို့လဲဆိုတော့အော်ရှင်ဘုရားပဲပြောပြီးတော့လှူယုံနဲ့မပြီးဘူးတရားအားထုတ်ထားလို့ပြောတယ်လေတပြည့်တော်ပြန်ပြောသေးတယ်လှူလို့မဝသေးဘူးနောက်တော့လည်းအားထုတ်မှာပေါ့အခုအိယာတဲ့လဲရောကိုနားလည်းလူကမရှိဘူးသူ့လုံးနဲ့သူသွားကြတယ်ဗျာတယောက်တည်းနေရတဲ့ချိန်တရားလေးရှုမယ်လဲရောလို့ရောဘာမှလုံမထားတော့ဘာမှမလုံတတ်တော့ဘူးဗျာတဲ့ငကောကလုံမထားတော့အဲ့ဒီချိန်ကျမှလုံတတ်သေးလားလုံလဲမလုံနိုင်တော့နော်မှားလိုက်တာဗျာတဲ့ဒီတစ်ခါပြန်ကောင်းရင်တပည့်တော့တရားအားထုတ်ပါတော့မယ်တဲ့အဲ့ဒီလိုပြောတယ်ကံဆိုးစွာနဲ့ပဲအဲ့ဒီကမကြီးကပြန်မကောင်းဘူးအဲ့ဒီယောဂနဲ့ဆုံးသွားတယ်အဲ့တော့နေ့ရှိရက်ရှိဘယ်၍ဘယ်မြဘယ်တော့မှလို့ရွှေဆိုင်ရမှာလားအခုသိအခုကျင့်ရမှာလားကိုယ့်အတွက်အကောင်းဆုံးချိန်ရအခုချိန်ပဲเนาะစိတ်ရှင်ကိုလန့်ခန္ဓာစွမ်းတုံးမှာဟိုးနောက်ဆုံးချိန်အတွက်ကြိုတင်ပြီးပြင်ထားရင်တကယ်အရေးကြုံတော့ကိုယ့်အတွက်အဆင်သင့်ဖြစ်ပြီတဲ့เนาะဒီအချိန်မှာသားရည်သမီးရည်စီးပွားရေးလူမှုရေးတွေငဲ့ပြီးဘာမှလုံမထားရင်သေကံကြီးကြောဒုက္ခတွေ့တော့သူများတွေ့မလားကိုတွေ့မလားကိုတွေ့တော့တမလွန်ကိုပဲဆင်းရဲမှာเนาะအခုအနေဆင်းရဲရင်အလွန်ဆုံးဆင်းရဲတသက်ပါပဲတဲ့เนาะတသက်ဆိုတာအသက်80နေရရင်နှစ်80ပေါ့ဒီထက်မဆင်းရဲဘူးเนาะသေကံနီးမှာ
အသေးမကောင်းလို့ရှိရင်နောက်ဘဝဘဝများစွာတန်တရာမဆင်းရဲဘူးလားဆင်းရဲပြီတဲ့ဒါကြောင့်ဒီဘဝခန္ဓာရှိလို့ဒီဘဝနေရေးအတွက်လည်းကြိုးစားပြီးတော့လောက်ကင်ပါနောက်ဆုံးအချိန်အတွက်လည်းတခါတည်းပြင်ဆင်ပါလို့เนาะတခါတည်းပြင်ဆင်ထားရင်ဒီဘဝအတွက်လည်းကောင်းတယ်လို့နောက်ဆုံးအချိန်ကြတော့လည်းပဲကိုကအယံသိရှိပြီးသားဆိုတော့ကြုံချင်းသလိုကြုံကိုတရားကိုနှလုံးသွင်းကိုတရားလေးနဲ့ကိုသိမယ်သူများလည်းအားကိုးစရာမလိုသလိုတန်တရာအတွက်လည်းကိုယ့်အကိုစိတ်ချနော်ယုံကြည်ရတယ်မကောင်းလားကောင်းလားကဲဘုန်းကြီးဒီတရားဟောတာကနောက်ဆုံးချိန်နဲ့ဘာရည်ရွယ်ချက်နဲ့ဟောတာလဲဒီလောက်ဆိုရင်တရားဓမ္မတွေသိပါပြီနော်ကဲမှန်လားပါဗျာဘာရည်ရွယ်ချက်လဲပြောပြီးပြီနော်ဒီဘုန်းကြီးနဲ့တော့ဒီနေ့ညဂလန့်ကြီးတယ်ပဲနော်နောက်ဆုံးချိန်ဟာအရေးကြီးဆုံးအဲ့ဒီနောက်ဆုံးအချိန်တစ်ချက်မှရင်တတန်တရာလုံးသွားရောနော်အဲ့တော့ဒီအချိန်မှာနောက်ဆုံးချိန်အတွက်ကြိုးပြီးတော့ပြင်ဆင်အစင်သင့်ဖြစ်အောင်ကိုယ့်ကိုကြိုးစားသူများကိုအာမကိုနဲ့ကိုအားကိုနော်သူများဆိုတာအချိန်တိုင်းကိုယ့်အတွက်အစင်သင့်ဖြစ်ချင်မှဖြစ်မယ်ကိုယ့်အတွက်အစင်သင့်ဖြစ်အောင်လုပ်ရမှာကကိုယ်တိုင်ပဲတဲ့နော်တခုရှိတာကအဲ့ဒီလိုကိုယ့်အတွက်ကိုကြိုးစားရတယ်လို့အသက်ကြီးသူတွေအတွက်ငယ်သူတွေကမိတ်ဆွေပေါင်းတဲ့တွေအတွက်တငယ်ချင်းတွေကသေခါနီးမှာသူ့အတွက်အကောင်းဆုံးမိတ်ဆွေအနေနဲ့စောင့်ရှောက်ပေးတတ်ဖို့ဒါလည်းပဲသေသူကိုကူညီရအောင်နောက်ဆုံးအချိန်မှာအကူညီပေးရအောင်ပြင်ဆင်တတ်ဖို့ဒါလေးတွေကိုဘုန်းကြီးကပြောပြတာနော်ကဲအဲ့ဒီနောက်ဆုံးအချိန်မှာပတ်ဝန်းကျင်ကပြင်ပေးလို့ပဲကောင်းသည်ဖြစ်စေကိုယ့်အကိုနှလုံးသွင်းလို့ကောင်းသည်ဖြစ်စေအဲ့ဒီသေခါနီးလေးကောင်းသွားရင်နောက်တန်တရာရောမကောင်းလားကောင်းတယ်တဲ့ဒါကြောင့်နောက်ဆုံးအချိန်အတွက်ယခုအချိန်ကကြိုတင်ပြင်ဆင်နိုင်ကြသဖြင့်အနေလဲကောင်းအသေးလဲကောင်းပြီးတော့ဘဝတန်တရာလဲကောင်းနိုင်ကြပါစေအကောင်းဆုံးနိဗ္ဗာန်ကိုလည်းရနိုင်ကြပါစေလို့ပတ္ထနာစုပြုတရားဏိဂုံးချုပ်ကြရအောင်ဘောရိယပစ္စယောဟောတုဣဒံသောပုံညမင်္ဂလံပုံညဘာကံသုလဗန္တုပမောဒန္တုသဒေဝကံနောမြမြတ်တာကြည်ပါရမီယင်ကျုဇန္တိတုတရောစဉ်ကုသိုလ်ရှင်ကျွန်ုပ်တို့ဤဣဒံပုံညမင်္ဂလံဗုဒ္ဓဝါကျတရားဒေသနာမြတ်ဩဝါကိုနာဂမတ္တပြန်ဟောကြား၍ပွားများခြင်းကြံဖန်ဖန်ကျုပ်ကိုအထောက်အသည့်ဤကုသိုလ်ပုံညမင်္ဂလာသည်ဘောရိယသစ္စာလေအင်ခိုင်သစဉ်ကိုပြန်ရှင်စုခုထုပုယင်တံဘောရိညာဤပစ္စယောဥပနိတယအမိယ၍မုတ်ချာအကြောင်းကောင်းမြတ်သောထောက်ပံ့သည့်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣဒံပုံညဘာကင်္စဗုဒ္ဓဝါကျတရားဒေသနာမြတ်ဩဝါကိုနာဂမတ္တပြန်ဟောကြား၍ပွားများကျင့်ကြံဖန်ဖန်ကျုပ်ကိုအထောက်အသည့်ဤကုသိုလ်ပုံညမင်္ဂလာ၏အဖို့ဘာကကိုလီသဒေဝကကဗမာနေသမျှဝိနည်းမြတ်စွာတတ္တဝါနန္ဒမှန်သမျှတို့သည်သူလဗန္တုရှင်လန်းကြည်မြဝါကွမ်းပုံစီတွေ့တဲ့ကဲ့သို့ပီတိငွေစိတ်မှထုံတဲ့အိဋ္ဌာယုံတွေ့တုလို့မို့ကြည်နူးကိုပန်ရယူနိုင်ကြပါစေကုန်သတည်းသူလတာကိုစီအလိုကြီးလျက်ကြည်သာရှင်ပြုံးအလုံးမြတ်တို့ရယူကြကုန်ပြီလျင်ပမောဒန္တုကိုစိတ်နှပြလိုဣစာဖြင့်ပြည်ကာကျွဲမောဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါပမောဒန္တုလူပြည်သမကနတ်ပြည်ပါဆက်သွယ်လေထက်နဲ့ပြမချင်းတို့မို့ဖြာတည်င်းကဘာတုံအောင်တတ္တအောင်လျံမောက်ပြီးလျင်ဝမ်းမြောက်ဝမ်းသာပတ္ထနာအောင်စုခါခါပြုလျက်သာဓုသာအောင်နမိတ်ဖြင့်အောင်ဘိသိက်သွန်နိုင်ကြပါစေကုန်တည်းဦးမြင့်ဝေဒေါ်လာသိန်းသမီးမန္နီလာဝေဆန္ဒအလှပြုပြီး3မင်းဆောင်ကမှပဏိတလမ်းမှာသင်္ကန်းဆက်ကလူတိုင်းဖြစ်ပါတယ်အလူရှင်ကိုစားဦးအောင်ကြီးမှဆက်ကပေးပါရန်ဖြစ်ပါတယ်သင်္ကန်းဆေးနောက်မှတော့ဆေးလူရှင်ဖြစ်တော်မြတ်တင်မိသားစုအမှတ်6လွာပြီးပဏိတလမ်းမှာ
ဆေးလူတန်းမှာဖြစ်ပါတယ်အလူရှင်ကိုစားဘုန်းကြီးမှာပဲဆက်ကပ်ပေးပါရန်ဖြစ်ပါတယ်နှစ်ဖက်မိဘများအမှုထား၍ဥကျော်စိုးမင်းဒေါက်ခင်ရွက်ကျူသားအောင်ထက်မြတ်ဟိန်းတမီးမေဖြူကျော်မိသားစု166ပြီစမ်းချောင်းလမ်းမှဆရာတော်အတွက်နဝကာမအလူငွေတသိန်းကျပ်လူတန်းဖြစ်ပါတယ်အလူရှင်မဆက်ကပ်ပေးပြီကပ္ပိယတာရကဖြစ်ဦးအောင်ကြီးမှာလက်ခံပေးပါရန်ဖြစ်ပါတယ်သာဓုသာဓုသာဓုယနေ့ညပြုလုပ်ခဲ့သောကောင်းမှုကုသိုလ်အဆူဆူတို့အတွက်ယနေ့ညမဒီငွေနဲ့ခုနှစ်သားသမီးလူတန်းနဲ့နဝကာမငွေစုစုပေါင်းမှာ9သိန်း2,000ကျပ်ဖြစ်ပါတယ်၎င်းနဝကာမဖြစ်ပါတယ်ဣဒံမေပုံညာနိဗ္ဗာနတ္တနိဗ္ဗာနတ္တပစ္စယောပစ္စယောဟောတုဗန္တေအရှင်မြတ်ဗျာမေအမကံဘုရားတပည့်တော်တို့ဤဣဒံပုံညာယနေ့ယခုတရားတော်မှန်လှူဒန်းရသောဒါနကုသိုလ်ဆောက်တည်ရသောသီလကုသိုလ်ဓမ္မသဘင်ဖြစ်မြောက်လေအောင်အဘက်ဘက်မှဆောင်ရွက်ရသောဝေယဝိသကုသိုလ်နာကြားပွားများရသောဘာဝနာကုသိုလ်အစုစုသည်နိဗ္ဗာနတ္တမိစ္ဆတတံငြိမ်းရမှန်သောနိဗ္ဗာန်ဤပစ္စယောရကြောင်းယောက်ျားကောင်းမြတ်သောအထောက်ပံ့သည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းဣမံပုံညဘာကံဤကောင်းမှုအဖို့ဘာကကိုတပ္ပတတ္တနာကိုဆောင်နတ်အိမ်ဆောင်နတ်ရက်ကွက်ဆောင်နတ်လမ်းဆောင်နတ်မြို့ဆောင်နတ်ဘုံမစိုးရုပ်ကစိုးအာကာသစိုးတရားမင်းယမမင်းပြည့်ရှင်မင်းမှအစထား၍31ပုံကျင်လီကုန်သောလုံးစုံများစွာတတ္တဝါတို့အားဘာစေမအမြအမြပေးဝေငှပါကုန်၏တေတေတတ္တလုံးစုံများစွာ
ထိုတတ္တဝါတို့သည် ထိုတတ္တဝါတို့သည် အမေဟိ အမေဤ ကျွန်ုပ်တို့နှင့် တို့တို့နှင့် တဟတူတကွာ အာတုတကွာ ပုံညဘာကံ ညပါကံ ကုသိုလ်ကောင်းမှု ကိုကောင်းမှု အဖို့ဘာကကို ကိုပါကကို အနုမောဒန္တု ဘောဓရံတု ဝမ်းမြောက်နုမော မြောက်လူမော သာဓုခေါ်နိုင်ကြပါစေကုန်တည်း သာဓုခေါ်ဆိုနတ်ပါစေကုန်သတည်း အာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှဖျားဘေးရန်ကွာ၍ကောင်းကျိုးချမ်းသာလူရာဆန္ဒတလုံးတဝါဒီပြည့်စုံနိုင်ကြပါစေ ဆရာတော်ဘုရားပေးတဲ့ဆုနဲ့ပြရပါလို့ခင်ဗျာ